ဆရာလေးတိုင်းညွန့်သည်ဆိုတော့ယခုအချိန်ထိဆိုတော့ကျွန်တော်ကအိမ်တော်မရှိတာများပြောမလားလို့ဒါမပါဘူးချက်လကနောက်တာကျွန်တော်ကျွန်တော်ကတော့ကြောက်တယ်လို့ကျွန်တော်ကအပြိုကြီးတွေနဲ့ပေါက်ရတာများတယ်စာရေးဆရာမအပြိုကြီးတွေများတာဟုတ်ကိုကဟောပြောရဲသွားရဲ့ဆရာဦးကျော်လိုက်တော့ကျွန်တော်ပြောတော့မယ်ကျွန်တော်ကလွန်ခဲ့တဲ့10နှစ်လောက်တည်း10နှစ်ပေါ့နော်21 20နှစ်တည်းကျွန်တော်ဟောပြောရဲစပြောအခုတော့ကျွန်တော်31ရောက်ပြီကျွန်တော်အသက်ကအခုတော့ငယ်တယ်လို့တချို့ကပြောသေးတယ်21ဆိုတော့စဉ်းစားကြည့်ပေါ့နော်အဲ့တော့တော်တော်ငယ်တယ်လို့ပြောခံထီတယ်ဥပမာဆရာချေဦးညိုဆရာမောင်သားချိုတို့လိုသွားတော့တိုက်ပုံမချွတ်ရဲဘူးကျွန်တော်ကအဲ့ဆိုတိုက်ပုံချွတ်လိုက်ရင်စာရေးဆရာလို့မထင်မဲနဲ့အဲ့ဒီစာရေးဆရာနဲ့လိုက်လာတဲ့ပြတာလို့ထင်ပါဆိုလို့ကျွန်တော်လူကြီးတွေနဲ့ပေါ့ကျွန်တော်တကယ်ကြီးတွေနဲ့ကျွန်တော်ကင်းကွာပြီကျွန်တော်အဖိုးကြီးပေါက်စားပုံဖြတ်လာတကယ်ချင်းတော့ရှိကျွန်တော်မှအခင်းဆုံးတကယ်ချင်းအောင်ရဲလင်းသိရမှာကျွန်တော်အောင်ရဲလင်းကြတော့သိတယ်လင်းတိုင်းညွန့်တာမသိပါနော်ကျွန်တော်အောင်ရဲလင်းကကျွန်တော်တက်ငဲတယ်ပြီးတော့ကြက်ဖပေါ့နော်အခု series ထုတ်တော့ကြက်ဖကတော့ကျွန်တော်ရွယ်တူပေါ့နော်တဒန်းနဲ့ကြက်ဖဆိုတော့တကယ်တော့ရှိလူငယ်ဆိုတော့လူငယ်မင်းသားလူငယ်စာရေးဆရာတလားတစ်ခါတော့ကျွန်တော်တို့ coffee တူတောက်ကြတွဲလိုက်တိုင်းကျွန်တော်ဂုံယူတယ်မင်းတို့တော့ပတ်စံမရအောင်ဒါပေမဲ့စာရေးဆရာလူတွေကပိုလေးစားတယ်ပေါ့ဒါကျွန်တော်သိစိတ်ညစ်တဲ့အချိန်တစ်ချိန်ရှိတယ်ဘယ်ချိန်လဲဆိုတော့စာပေဟောပြောဝဲသွားတဲ့အချိန်အဲ့လိုဆိုစာပေအောင်ရဲလင်းနေကိုဖျော်ဖြေးသွားတာဘယ်သူတွေနဲ့သွားရလဲဆိုတော့ရွှေမုံယတီတို့စံယတီမိုးမြဲတို့အလန်းလေးတွေဗျာချစ်စရာလေးတွေဟိုတနေ့ကတော့ Facebook ပေါ်မှာကျွန်တော်ပြောထားတာကိုကောင်မလေးတယောက်ပြန်ပြောထားတာရှိတယ်ဗီဒီယိုဖိုင်လေးကြည့်လိုက်တော့သူကအလုံးနဲ့ပတ်သက်ပြီးပြောထားတာပေါ့ဒါပေမဲ့ကျွန်တော်ကြည့်လိုက်တော့ချောချောလေးဖြစ်နေတော့ပြန်မချေပတော့သူကတရုပ်ဆောင်ဖြစ်အဲ့တော့ကျက်ဖာကြတော့ဘယ်သူတွေနဲ့သွားရလဲဆိုတော့ Bobby Soxer တို့ဘာလို့လုံးလုံးလေးတွေချစ်စရာလေးတွေလင်းတိုင်းညောဘယ်သူနဲ့သွားရလဲဆရာချေဦးညိုဆရာဦးကျော်လိုက်နာမည်ထည့်ပြောရင်ကျွန်တော်ဆရာမောင်သားချိုးကိုအဖိုးရွယ်တွေကြီးပဲဒီတစ်ခေါက်တော့လည်းစာရေးဆရာမတွေပါတယ်ဆိုပျော်သွားတာပေါ့ဘယ်သူနဲ့သွားလဲဆိုတော့နာမည်မပြောတော့ဘူး live ရိုက်နေကျွန်တော်အဲ့ဆရာမကြီးနောက်တစ်ခါတွေ့ရင်ကျွန်တော်ဆဲလိမ့်မယ်ဆရာမကြီးတွေအပြိုကြီးတွေစာရေးဆရာမဆိုအသိဉာဏ်ပြင်းပြင်းအောင်မြင်လာရင်အပြိုကြီးဖြစ်ဖို့များပါတယ်အဲ့ဆိုတော့တချို့အခုယောက်ျားရတဲ့ဆရာမကြီးတွေကအဲ့ဒါနာမည်မကြီးခင်ယူတာလို့အဲ့ဆိုအပြိုကြီးတွေတော့ကျွန်တော်ဝိုင်းရိုက်ခံပြီးတော့မယ်တိတ်အသိဉာဏ်မြင်လာရင်တော့ယောက်ျားဆိုတဲ့ product ကိုရိုးရိုးမကြည့်တော့ဘူးသူကယောက်ျားကို ISO နဲ့သွားကြည့်ယောက်ျားဆိုတာအမှားမရှိအောင် ISO ဆိုတာကျွန်တော်တို့ management မှာ0 defeat လို့ခေါ်တာပေါ့6 sigma ပေါ့ 0.99999% ဆိုဒသမ6နေရာလို့ခေါ်တယ်ပေါ့ဆိုတော့ကမ္ဘာမှာဂျပန်ပဲလုံနိုင်တာသူကမမားသလောက်ဆိုတော့ယောက်ျားဆိုဆက်လေးမတော့အရောက်တော့ဟိုမလို့အောင်ဒီကမလို့အောင်ခက်တာအဲ့လို product မျိုးကဈေးကွက်ထဲမှာမရှိဘူးသူကဖျားသခင်ကကုန်ကျန်းပြတ်နေတာကြားပြီသူလိုချင် pre order ကြိုမှာမရအဲ့ရှောက်ပြောနေတယ်လင်းတိုင်းကျွန်တော်ဟိုမှာငါတို့လိုချင်တဲ့ယောက်ျားတွေ့ပြီဆိုတော့သွားကြည့်လိုက်တာအဲ့ဒီယောက်ျားစကားတော့မပြောတတ်ရည်စရာပြောတာပါအဲ့ကျွန်တော်တို့ကအဓိကတော့ဆယ်မရက်ပြီးတော့ဆယ်မောတက်လာလက်ကျုပ်ထုတ်ပြီးတော့ရှင်တို့ယောက်ျားတွေကတစ္ဆာကိုမရှိဘူးလို့ဘာမှလည်းမဆိုင်ဘူးမိန်းကလေးပြိတ္တတွေကလက်ခုပ်ကြည့်တယ်ယောက်ျားလေးပြိတ္တတွေကပြောင်းမှုရုပ်စုလင်းတိုင်းညွန့်တက်လာတော့ဘယ်ရကျွန်တော်ကတခွန်းမဲ့ပြောကျွန်တော်တို့အမျိုးသားတွေကအမျိုးသမီးတွေထပ်ပို့ပြီးတစ္ဆာရှိပါတယ်ကျွန်တော်စကားကိုတရားလက်လို့မပြောတက်တည်ပြကျွန်တော်အသက်29ရှိပြီအဲ့ဒီတော့29ကျွန်တော်16နှစ်အရွယ်တုန်းကကျွန်တော်16နှစ်အရွယ်ကောင်မလေးတွေကိုကြိုက်ကျွန်တော်အခု31နှစ်ရှိပြီ29နှစ်ရှိပြီကျွန်တော်16နှစ်အရွယ်ကောင်မလေးတွေကြိုက်တုံးမယ်တွေ့ကြပါတယ်ကျွန်တော်အသက်60လောက်ရောက်လာရင်လေ16နှစ်အရွယ်ကောင်မလေးတွေကိုကြိုက်အောင်မှာဖြစ်ပါတယ်ဒါမဟာပုရိသယောက်ျားတွေရဲ့ခိုင်မြဲသောတစ္ဆာတရားဖြစ်ပါတယ်ဆရာမကြီးအိမ်သာသွားမယ်ဆိုရင်ပြန်မလာတော့ဘူးရည်စရာပြောတာပါဒါပေမဲ့ကျွန်တော်ဒီနေ့စပြောမှာတော့အဓိက message တွေ loyalty လို့ခေါ်တဲ့တစ္ဆာတရားဖြစ်တဲ့ကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာကျွန်တော်တို့တစ္ဆာရှိဖို့လိုတယ်ဘယ်အခက်ခဲတွေပဲရှိကိုယ့်ရဲ့ professional ပေါ်မှာတစ္ဆာရှိဖို့ဟာအလွန်အရေးကြီးကျွန်တော်တို့က company ပေါ်တစ္ဆာမရှိခိုင်းဘူးအဖွဲ့အစည်းပေါ်တစ္ဆာမရှိခိုင်းသေးဘူးကိုယ့် professional ပေါ်တော့တစ္ဆာရှိစာရေးဆရာလို့ပြောရင်စာရေးတဲ့အလုပ်ကိုတစ္ဆာရှိရစိုက်ကားနဲ့နေတဲ့ဆရာကြီးကစိုက်ကားကိုချစ်ရစိုက်ကားကိုချစ်ရဒါမှ owner ဖြစ်လာမယ်တိုးတက်လာမယ်အောင်မြင်လာမယ်ကိုယ့်ရာနေကိုယ့်ရာကိုချစ်ရဒီနေ့မန္တလေးမှာအောင်တမာရီဥအောင်ဟိုတနေ့ကပဲကျွန်တော်ပန်ထရက်ပြောတယ်ဥအောင်ကကွန်းရာတွေကကွန်းရာကိုချစ်တယ်ရွှေဆိုင်လုံးမှာရွှေဆိုင်ကိုချစ်တာမဟုတ်ဘူးဒါကြောင့်သူ့ရဲ့ကွန်းရာဆိုင်းဘုတ်ကလေးသူချိတ်ထားတယ်ကွန်းရာရတယ်လည်း very happy ပျော်ပျော်ပါးပါးရတယ်တချင်းဆိုပြီးကွန်းရတယ်သူကွန်းရာရောင်းတော့ကလည်းအဲ့တော့ဘယ်လို့အခက်ခဲတော့ရှိမယ်သို့တော့ကို professional ကိုချစ်ဖို့နဲ့
အခက်အခဲတွေကြုံလာတဲ့အခါမှာဒီ professional ပေါ်မှာကျွန်တော်တို့ရဲ့ confidence ဟာဘဝအောင်မြင်တိုးတက်ရေးအတွက်အရေးကြီးပါလူတွေအားလုံးကတော့ကျွန်တော်တို့ယုံကြည်စေခြင်းတဲ့အတိုင်းယုံအောင်တော့လုပ်လို့မရဘူးကျွန်တော်တို့ဖျားသခင်မဟုတ်ဘူးကျွန်တော်လူတိုင်းကြောက်အောင်လုပ်မှကျွန်တော်အောင်မြင်မယ်လို့ပြောရင်လင်းတိုင်းညောဟာယူပြီးတည်သွားဖို့ပဲရှိတယ်အခုတည်းကယူနေပြီလို့တော့မပြောနဲ့ပေါ့ယူနေပြီလို့ပြောရင်ကျွန်တော်တို့ကကြိုက်တယ် crazy ယူသွတ်မှအောင်မြင်တာကိုလုပ်တဲ့အလုပ်ယူတယ်ကျွန်တော်တို့ကဟောပြောတဲ့အတတ်ပညာယူတယ်စာရေးတာကိုယူတယ်ယူလောက်အောင်ချစ်တယ်အဲ့ချိန်စားခြင်းနဲ့ပူချစ်တယ်ဟောပြောဖို့ဆိုရင်ကျွန်တော်7နာရီကျွန်တော်တကယ်ပြောတာဇက်တိုက် non stop ပြောတယ်ကျွန်တော်အခုပြောတယ်လုံးဝရေမတတ်ဘူးဒီနေ့စောင်းရက်တိဆိုရေမတတ်ဘူးဟိုတနေ့ကရွာမှာအဲ့လိုဒရဇက်ပြောတာကွင်းမြင်ထဲမှာပြောတာဇက်ဆိုပါဇက်တဲ့ကိုရင်ကောင်းရောက်တယ်ကျွန်တော်ရေမတတ်ဘူးဝါစားပလိုက်တယ်ဆိုတော့ကျွန်တော်ဒီနေ့စပြောချင်တာကျွန်တော်တို့ရဲ့အလုပ်ပေါ်မှာချစ်ဖို့เนาะကျွန်တော်တို့ဆိုတော့ကျွန်တော်ကပြောသလိုကိုလုပ်တဲ့အလုပ်ပေါ်မှာကိုပိုင်လုပ်ငန်းပဲဖြစ်ဖြစ်ဝန်ထမ်းပဲဖြစ်ဖြစ်ကိုလုပ်ကိုချစ်ဖို့ဟာအလွန်အရေးကြီးတယ်အဲ့ဒီအလုပ်ပေါ်မှာကျွန်တော်တို့ကသစ္စာရှိဖို့လို့နိုင်ငံသားတွေအနေနဲ့ကတော့ပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်ပေါ်မှာကျွန်တော်တို့ကသစ္စာရှိရအစိုးရပေါ်မှာသစ္စာရှိဖို့မဆိုလို့ကျွန်တော်တို့ကပြည်အောင်စုသမ္မတမြန်မာနိုင်ငံတော်မြန်မာနိုင်ငံဆိုတာရှိတယ်အစိုးရတွေကမတူဘူးပြောင်းနေတာပဲအစိုးရတွေသစ္စာရှိဖို့မလို့ရတယ်အစိုးရမကောင်းရင်လူကြီးမင်းတို့ဆန္ဒပြလို့ရတယ်ကောင်းရင်ထောက်ခံပေါ့เนาะကျွန်တော်တို့တိုးတော့မြန်မာနိုင်ငံသားဖြစ်တဲ့အတွက်မြန်မာနိုင်ငံအပေါ်မှာတော့ကျွန်တော်တို့ကသစ္စာဖောက်လို့မရဘူးကျွန်တော်နိုင်ငံရဲ့အကျိုးစီးပွားနဲ့ပတ်သက်ပြီးတော့အားလုံးကအတူတူအလုပ်လုပ်ဖို့အဓိကတော့ဒီမှာဖြစ်နေတဲ့ပြဿနာမတူတာတွေအတူနေဖို့လိုသလိုကျွန်တော်တို့ကပြဿနာတွေကိုအရင်ဆုံးကစိန်ခေါ်မှုအနေနဲ့ကြည့်ရ problem လို့မကြည့်ပါနဲ့ပြဿနာကိုပြဿနာလို့ကြည့်ရင်အဲ့ဒါပြဿနာဖြစ်သွားပြီ problem ကို issue လို့ကြည့်ပါ issue ပေါ့เนาะကျွန်တော်တို့အကြောင်းအရာ life က issue ရှိတယ်ပြဿနာဟိုကျွန်တော်တို့ကခေါ်တာ challenge စိန်ခေါ်မှုရှိတယ်မတေချာမှုတွေရှိတယ်စိန်ခေါ်မှုကိုလက်မခံရင်လူတောင်ဖြစ်မလာဘူးလေကျွန်တော်တို့ကမွေးကလေးကစိန်ခေါ်မှုတွေနဲ့ကျွန်တော်တို့ကကြီးလာတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကအဲ့ဒီ issue အနေနဲ့ကြည့်ပြီးတော့ကျွန်တော်တို့နိုင်ငံလောက်ပြဿနာများတာမရှိဘူးပြဿနာတွေဒီမှာအများများတယ်ကျွန်တော်တို့မျိုးဆက်ပြဿနာတွေလက်ဆင့်ကမ်းခြင်းခံရတယ်ကျွန်တော်အဘတွေကပြောအဘဆိုတာတခြားမထင်နဲ့နော်ကျွန်တော်ရွာအဘတွေပြောတာပြောတာပြီးပြီနော်ကျွန်တော်ရွာအဘတွေအဘအမွေပေးမယ်ဆိုလို့ရွာကိုအပြေးပြန်အဘအထုတ်လိုက်ပေးတယ်အဘအဲ့ဒါဘာတွေလဲဆိုတားတယ်အဲ့ဒါပြဿနာတွေအဘအခွင့်အရေးတွေရောဆိုအဘတို့သုံးတာကုန်ပြီကျွန်တော်လူငယ်တွေကပြဿနာတွေလက်ဆင့်ကမ်းခြင်းခံရတယ်လက်ရှိကျွန်တော်နိုင်ငံမှာလည်း current မှာပြဿနာတွေများစွာရှိတယ်ဥပမာဒေါ်လာဈေးတက်တဲ့ဟာမျိုးတွေကျွန်တော်တို့မှာအများနဲ့ပြဿနာဆိုတာကြုံနေရမှာဒါတွေကိုကျွန်တော်တို့ဘယ်လိုဖြေရှင်းမလဲလောလောလတ်ကျွန်တော်အတွေ့အကြုံနဲ့ကျွန်တော်ဒါလေး sharing လုပ်ပါဒါတော့လောလောဆယ်ဒီ file ကိုတချို့တွေကြည့်တာမှာပေါ့နော်ကျွန်တော်လောလောဆယ် Facebook မှာဟိုတင်လိုက်တာတော့ကိုတန်းစော်ထွန်းတင်တာပေါ့နိကျွန်တော်တင်တာတော့ကြာပါပြီသူကပြန် download ဆွဲပြီးတင်လိုက်တာပေါ့နိုဝင်ဘာ12ရက်နေ့ကတင်လိုက်တာဒီနေ့24ရက်နေ့ပေါ့နော်ကျွန်တော်တို့4ရက်နေ့ရောက်တဲ့အချိန်မှာမနေ့ကညအထိပေါ့လေအခုကတော့ 2.9 ဖြစ်သွားပြီကျွန်တော်မနေ့ကကြည့်တယ်ဒါမပြည့်တော့ဘူး 2.8 million viewers ကြည့်ဟာကျွန်တော် very amazing ပေါ့လေကြိုက်ဘာဖြစ်လို့ဆိုတော့နဲတော့မဟုတ်တာလူ28သိန်းပေါ့နော်29သိန်း share တာ2သိန်းကျော်2သိန်း2000ကျော် like ကတော့3သိန်း3000ကျော်တယ် comment စာတော်တော် comment ရှာတယ်9100ရ comment တွေ like ဖတ်ကြည့်ဘာလို့ဆို comment ရေး negative ရေးတာများတာဟုတ်ဘာတွေ for နေတာလဲနော်မင်းကပြောတော့လွယ်တာပေါ့ဒီလုံးဝမလုပ်တာဒုက္ခပဲစာရေးဆရာပြောတာအလုပ်လေဒုက္ခတချို့ကလည်းမင်းလုံးဝမလုပ်ပဲဒုက္ခပဲစာရေးဆရာတို့ trader တို့ဆိုပြောတာအလုပ်ကျွန်တော်တို့ကဘာဘာလဲခုနကျွန်တော်တို့ပြောသလိုကိုယ့်အလုပ်ကိုလုပ်ကြဖို့လိုတာပေါ့ဒါပေမဲ့ဒီမှာထူးဆန်း comment တွေကြည့်တာထူးဆန်းပဲ comment 6000ကျော်လောက်က positive comment ရတယ်ကျွန်တော် very amazing ကျွန်တော်အလုပ်ကိုကျွန်တော်အရန်ချက်သွားအားတက်တယ်လို့ခုနပြောသလိုဟိုတော်တော်အားရှိတာပဲလို့ကြည့်လိုက်တဲ့အခါမှာကောင်းတယ်လို့ပြောပုံမှန်အပြင်ကျွန်တော်အမှန်တိုင်းဝင်ခဲ့ရင်ကျွန်တော် page မှာဆိုရင်ကျွန်တော်က negative comment တွေဆိုရင်ဖျက်ပလိုက်တာ delete လုပ်ပြီးတခါတည်း ban မလိုက်တာမဟုတ်ဘယ်တော့မှတုံ့ပြန်လည်းမရှိဘူးကျွန်တော် brand မြင့်တဲ့ brand ကိုထိန်းတဲ့အခါလူတွေနဲ့ရန်ဖြစ်လို့မရ professional life မှာရန်ဖြစ်လို့မရ personal life မှာလင်းတိုင်းညွန့်နေနဲ့ထိုးလို့ရတယ်ကျွန်တော်ဒီလူကိုဆဲလို့ရတယ်အတင်းပြောလို့ရတယ်လူပဲပြောမိမှာပေါ့နော်ကျွန်တော်တို့ကမကျေနပ်ရင်ပြောမှာလင်းတိုင်းညွန့်မြန်မာပြည်ဆိုတဲ့ဟာနဲ့ပြောလို့မရအောင်အဲ့တော့ကျွန်တော်ပြောချင်တာဒီမှာထူးဆန်း comment ဆိုတော့တော်တော်ကောင်းတဲ့ comment တွေရဒါပေမဲ့လောကမှာကောင်းတာတွေကြီးပဲယူလို့မရဘူးလောကရန်တရားမြတ်စွာဘုရားရှင်ကိုရမကြီးက10ပါးပြဋ္ဌာန်းထားတယ်အကောင်းလောကရန်4ပါးပဲစာချုပ်ချုပ်ထားလို့မရဘူးဆိုတော့ negative လည်းရှိမှာဒါပေမဲ့ positive ပါကျွန်တော်ရဘာတွေလဲတွေ့လဲဆိုတော့ true ရတယ်တွေ့ဒါလေးဆိုတော်တော် cute ချစ်ဖို့ကောင်းကိုနှက်ခမ်းဟာအဲ့လောက်လှမှမသိဘူး तू ပြောမှသိတော့တယ်who lives can attract you more တဲ့ဟိုဘက်ဘေးကကောင်းပါလိမ့်နှက်ခမ်းနဲ့ကိုနဲ့တိတ်မကွာတော့
ဒီပုံကကိုယ့်ဘာသာကိုယ်တော် screenshot ပဲတော်တော်လှတာပဲတော်တော်ချစ်စရာအဲ့ဒါနောက်တစ်ခုတွေ့တယ်ဟိုတနေ့ကdepression ဝင်ပြီး suicide မယ်ကွာဟာအဲ့လိုနော်ဒါပေမဲ့ Detroit တချို့ကဒေါသထွက်တယ်လူယုံတို့ negative black marketing ဆိုတာရှိတယ်ကျွန်တော်တို့ကပြီး marketing မှာကျွန်တော်ဒါလေးပြောပါဒါဆိုရင် Detroit လာဆိုကျွန်တော်အများကြီးကျေးဇူးတင်တယ်ကျွန်တော်ရဲ့ brand message ကိုသူကပေးတာလေကျွန်တော် motivation သမားလေကျွန်တော်စာအုပ်ဖတ်ရင် motivate ဖြစ်မယ်ဆိုတဲ့ message ကိုသူကသွားဝိုင်းပြီးပေးတယ်သူကလင်းတိုင်းညွန့်ကြော်ညာတာ$1000 boost လဲအဲ့လောက်မ share ဘူးလူက negative ကိုပို့သဘောကျတယ်လူတွေရဲ့သဘောက positive ကိုသဘောမကျဘူးဒါကြောင့်ကမ္ဘာဒီထိပ်တန်းသတင်း media တွေ CNN News Channel News Asia ရဲ့ headline news တွေကလူသေးတဲ့သတင်းတွေကြီးပဲ negative ကိုလူရှေ့အပါ1000လူတာသတင်းမဖြစ်ဘူးလူတယောက်သိရင်သတင်းဖြစ်လင်းတိုင်းညွန့်ကမင်းသားအောင်မြင်တဲ့မင်းသားလင်းတိုင်းညွန့်ရှင်အပါ1000လူတယ်သတင်းဖြစ်ရင်ကံကောင်းဒီနေ့လင်းတိုင်းညွန့်နဲ့ထိပ်တန်းမင်းသမီးတယောက်နဲ့စီရိုနာတွေကထွက်လာတယ်မလေးအဲ့လိုသတင်းမျိုးကတော့မျောလင့်ပါတယ်ဆိုတော့ထားပါတော့ဒါကတော့ကျွန်တော်ကြိုက်တယ်တချို့တွေကတော်တော်ရည်ရတယ်ဒါဆိုရင်လင်းတိုင်းညွန့်စာအုပ်များအမြဲဖတ်တော်မိမိအပေါ်ရောက်တမန်အုပ်ရောကြောက်ရောများအောက်မှာဆိုတော့ဒါလည်းပဲကျွန်တော်ရဲ့ brand message ကိုပေးတာပဲကျွန်တော်ရဲ့ see you at the top လေလင်းတိုင်းညွန့်ဆိုကျွန်တော် troller တွေကိုကျေးဇူးတင်တာအပေါ်မှာပဲထားတယ်နောက်ဆုံးဗစကားပုံရှင်းတော့လင်းတိုင်းညွန့်ကဗစကားကြက်နေတာတော့လင်းတိုင်းညွန့်အပေါ်ရောက်so it's a ကျွန်တော်တို့က challenge ကို negative လောက်တာတို့ရဲ့စေနာတော့ကျွန်တော်မသိဘူးကျွန်တော်ကတော့တို့တကယ်ပြောတာတကယ်ရင်ထဲကပြောတာကျွန်တော်ချစ်တယ်ဘာလို့လဲကျွန်တော်ချက်ချင်း apply လုပ်လိုက်တယ်ကျွန်တော်ဒီ ဟောပြောပွဲမှာကျွန်တော် slide အနေနဲ့သုံးလိုက်တယ်ကျွန်တော်ဟောပြောပွဲမှာကျွန်တော်ဟာတာထည့်စရာမရှိတော့ရင်အဲ့ဒီ slide လေးလိုက်ရှာတယ်ကျွန်တော်တို့ရှိမှာခုန throw တော့ရှိတာပေါ့လေထားပဲဒီမှာလည်းဟိုအောင်မြင်မှုကို throw နဲ့တိုင်းရမလို့ဖြစ်နေတခါတည်းကိုမ throw တော့ရင်ကိုကဝင်ကြည့်နေရတယ်ဆိုလိုတာလူချင်းမင်းတို့အနေနဲ့ live မှာလူချင်းမင်းတို့ဘာလာကျွန်တော်တို့တွေကလောကတံမြာတိပြင်တံမြာကြီးဖြောတောက်ဖို့လိုတယ်ဒါပေမဲ့ကျွန်တော်တို့မှာ strategy ရှိဖို့လိုတယ်အဲ့ဒါလိုပြောင်းမှုကကျွန်တော်တို့မှာခိုင်မာတဲ့မဟာဗျူဟာနဲ့ယုံကြည်မှုကတော့ရှိဖို့လိုတယ်အဲ့ဒီနှစ်ခုကတော့မဖြစ်မနေရှိဖို့လိုတယ်အရေးကြီးဆုံးပထမတစ်ချက်ကတော့ကို professional ကိုယုံကြည်ဖို့ပဲပြီးကို professional ပေါ့ကိုသစ္စာရှိဖို့နဲ့ဒီ professional ကိုကျွန်တော်တို့ဟာbuild up လို့ခေါ်တာပေါ့တိဆောက်ဖို့ဟာကျွန်တော်တို့အရေးကြီးတယ်အဲ့လိုရှိမယ်ဒုတိယတစ်ဆင့်ကတော့မဟာဗျူဟာရှိဖို့လိုတယ်စိတ်ဆိုတာကျွန်တော်တို့ကစိတ်ထားကောင်းမှုလိုတယ်တစ်ချက်ဒါပေမဲ့စိတ်ထားကောင်းရုံနဲ့မရဘူးလောကမှာစိတ်ထားကောင်းပြီးမအောင်မမြင်ဖြစ်နေတဲ့သူတွေလည်းရှိတယ်အဲ့တော့စိတ်ထားကောင်းမှုလည်းလိုတယ်မြင့်မှုလည်းလိုတယ်သူကနှစ်ချက်ပေါ့နော်ကျွန်တော်တို့ကတချို့လူတွေကစိတ်ထားမြင့်ပြီးတော့စိတ်ထားမကောင်းတာလည်းရှိတယ်ဒါကြောင့်သူတို့ဒီစိတ်ထားမြင့်တဲ့အတွက် highest position တွေမှာရောက်တယ်ဥပမာအမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဆိုရင်ဒါစိတ်ထားမြင့်တယ်ဒါကျွန်တော်တို့ကပြောစရာမရှိဘူးစိတ်ထားကောင်းလားမကောင်းလားတော့ဒါက debate ဖြစ်တယ်ဆွေးနွေးစရာဖြစ်တယ်ကျွန်တော်ကတော့ဒေါ်နယ်ထရမ့်ကြိုက်တယ်ပြောပြီးသားပဲကြိုက်တယ်လို့ကျွန်တော်ပြောကျွန်တော် personal ရကြိုက်တာဟုတ်သူကဇောင်ကြွားနေတာဟုတ်ကိုကလည်းဇောင်ကြွားနေတော့ကိုနဲ့သွားတူကျွန်တော်ကလူတိုင်းမှာအားနည်းချက်ရှိတယ်ပြင်လို့မရတဲ့အားနည်းချက်တွေရှိတယ်လက်ခံပါ accept ကျွန်တော်ကလည်းအားနည်းချက်ရှိကျွန်တော်အဓိကအားနည်းချက်ကဇောင်ကြွားနေတာပြောပြတာလေလူချင်းမတို့မှာမိုးရပါအားနည်းချက်တွေရှိတယ်နော် problem ကိုပဲဘဝမှာဖြေရှင်းလို့ရမှာပြဿနာကိုပဲဖြေရှင်းလို့ရမှာအားနည်းချက်မှန်သမျှကိုဖြေရှင်းလို့မရဘူးကျွန်တော်တို့ကအဲ့ဒါအားနည်းချက်ကိုဖြေရှင်းလို့မရတဲ့အားနည်းချက်ကိုဖြေရှင်းဖို့ကြိုးစားနေလူချင်းမအသက်တာတည်သွားမယ်စိတ်ဆင်းရဲပြီးတည်သွားလိမ့်မယ်အောင်မြင်နေတဲ့သူတွေဆိုတာ perfect ဖြစ်နေတာမဟုတ်ဘူးဘယ်ပေါင်းစုံပြည့်စုံလို့အောင်မြင်သွားတာမဟုတ်ဘူးလေသူအားနည်းချက်နဲ့သူအတူတူနေတတ်သွားလို့အောင်မြင်သွားတာအဲ့ဒီ chemistry ကိုကျွန်တော်တို့ကသိဖို့လိုတယ် accept အဲ့ဒါပဲအိုးဝါတာလက်ခံပေါ့ဒွိုင်းလက်တော့ဝါတာလက်ခံဘာလို့ဝါတယ်ကိုယ်လိုက်ပြီးလူတွေဝါတယ်ပြောဘာဖြစ်လဲကျွန်တော်တို့ကကိုကဘာဖြစ်လဲပူတာကိုလက်ခံပေါ့နပူတာမဟုတ်မရှိတာဆိုတော့ကျွန်တော်တို့မှာအားနေကြကျွန်တော်မှာမွေးရပါအားနေကြအဲ့ဒါဇောင်ကြားနေတာကျွန်တော်21နှစ်လောက်ကဟောပြောစာပြောပို့ဆိုတာပေါ့အခုတော့တော်တော်ကြီးလာတာအသက်ကအဲ့တော့အများကြီးဝေဖန်တာကြီးလက်ခံရတာပေါ့ကျွန်တော်စာရေးတဲ့တက်ကတော်တော်ကြာပါပြီဟောပြောတာလည်းကျွန်တော်ဟောပြောတဲ့တက်ကိုကျွန်တော်73နှစ်လောက်ရှိပြီဆိုတော့တောက်လျှောက်မှာဝေဖန်တာကြီးလည်းအများကြီးရှိတယ်ချီးကျူးတာလည်းရှိတယ်ဝေဖန်တာကြီးလည်းရှိတာပေါ့ဒါပေမဲ့ချီးကျူးတာတွေကနည်းနည်းပုံများတဲ့အတွက်ရက်တည်နိုင်တာပေါ့ဝေဖန်တာပုံများသွားရင်မရက်တည်နိုင်တော့ဖြစ်မှာပေါ့နော်အဲ့တော့ကိုယ့်ကသူ long term continuous ဖြစ်ဖို့တော့လိုတယ်ဒါပေမဲ့အရင်တော့ကျွန်တော်လူငယ်ဆိုတော့အခုလည်းတိတ်ကြီးသေးတာတော့မဟုတ်ဒါ21ဆိုတာတော်တော်ငယ်သေးတာပေါ့စိတ်တကြတာပေါ့နော်ဟာငါသူငါနေတာပဲလူတွေကဘာဖြစ်လို့ငါအမြင်ကတ်နေတာလဲလူတိုင်းကတော့အမြင်ကတ်တာမဟုတ်ဘူးလေသို့တော့ conflict ဖြစ်သွားတဲ့အခြေအနေတွေမှာပေါ့နော်ကျွန်တော်တို့ကနောက်တော့ကျွန်တော်ဒါကိုလက်ခံတယ်ဘာဖြစ်လို့လူမှာ personality 2မျိုးပဲရှိပါတယ်ကျွန်တော်တို့ကအဲ့ဒါကိုကျွန်တော်တို့ဘာလို့ပြောလဲဆိုတော့ hot personality ရယ် cold personality ရယ်လို့သုံးပါတယ်အပူ
ကိုကြီးကိုသွေးနဲ့အေးကိုကြီးကိုသွေးပေါ့နော်ကျွန်တော်တို့ကအဲ့ဒါနဲ့ပတ်သက်ရင်စာအုပ်လေးတုပ်ရှိတယ်ဒီကိုကြီးကိုသွေးမြင်မာသွားအောင်မြင်ခြင်းဆွဲစာအုပ်တော်တော်ကောင်းပါတယ်ဖတ်ပြအောင်ဖတ်ပါဘာဖြစ်လို့ဆိုရေးတာကျွန်တော်ဖြစ်နေတယ်ဒီလိုကျွန်တော်ရဲ့ marketing policy ကျွန်တော် company တွေကိုလွန်ခဲ့တဲ့နေ့ကပဲ company တခုကျွန်တော် marketing တင်တယ်အဲ့ဒါလေးကိုမှတ်ရပြောခဲ့တယ်ကျွန်တော် marketing တင်တဲ့ company တွေမှာကျွန်တော်ရဲ့အဓိက marketing policy တွေသူများမကောင်းကြောင်းဘယ်တော့မှမပြောဘူးကိုကောင်းကြောင်းတော့ကိုနာနာပြောရမယ်သိလားမသိသူများ product မကောင်းကြောင်းဘယ်တော့မှမပြောဘူးကို product ကောင်းကြောင်းမှကိုမပြောရလို့မရကို product အကြောင်းကောင်းကြောင်းနာနာပြောရမယ်ကျွန်တော် policy ကသူများမကောင်းကြောင်းဘယ်တော့မှမပြောကိုကောင်းကြောင်းတော့ကိုခက်နာနာပြောတယ်အဲ့ဒါကိုဖို့မသူတော်နဲ့မမားနဲ့နော်ကျွန်တော်မြန်မာ business မှာပြောတာ business မှာလူချင်းမင်းက best မဖြစ်မဝယ်ဘူးနော်အဲ့ဒါအရန်ရေးကြည့်တယ်လူချင်းမင်းဒီနဲ့မွေးငါးရောက်မယ်ကျင်းကြပါရန်ကုန်မြို့မှာကိုမွေးငါးအကောင်းဆုံးဆိုကျင်းကြနိုင်မှဝယ်မှာနော်ဒါစားရင်တော့လေချုံမမိုင်တော့မလုံးနဲ့ပေါ့ကျွန်တော်တို့ကလူတွေကဝယ်သားဝယ်နိုင်မယ်ဆိုရင်တော့ဘာတွေပဲလိုချင်လဲအကောင်းဆုံးတွေပဲလိုချင်တယ်ဆိုတော့ကျုံရင်ကျုံသူ customer ကို product ကောင်းကြောင်း highlight လုပ်ရမှာပဲကျွန်တော်လိန်တာတော့မဖြစ်အောင်လိန်တာတော့မဖြစ်အောင်နော်ကျွန်တော်တို့တခါတလေပို့ပို့တတပြောတာတော့ရှိနိုင်တယ်ဒါပေမဲ့အဲ့ပို့ပို့တတပြောတာဟာမှားရင်းတဲ့ facts ကိုအခြေခံပြီးတော့မပြောရဘူးဆိုတော့ quality ကောင်းတယ်နဲ့ quality အလွန်ကောင်းတယ်ဒါတော့ရှိမှာပေါ့သူကတော့ quality ကောင်းအောင်လောက်ပဲဒါကိုသူပြောတဲ့သူကရောင်းတဲ့သူကတော့အလွန်ကောင်းတယ်ပြောရောင်းမှာပေါ့ဒါတော့ရှိမယ်ဒါပေမဲ့facts ကိုတော့အစိတ်ကို sale လို့တော့မှားရောင်းလို့တော့မရဘူးကျွန်တော်တို့အဲ့တော့ထားပါတော့ဒါ marketing တင်တယ်မဟုတ်ပါဘူးကျွန်တော်က2နာရီခွဲပြီးရမှာကျွန်တော်ကြိုပြီးတော့ခွင့်တောင်းတာပါတယ်เนาะကျွန်တော်2နာရီခွဲပြီးရင်ကျွန်တော်ကပြန်ရမှာပေါ့เนาะဒီကလူတွေဖြစ်မှာဆိုလို့ပါကျွန်တော်အတန်းရှိလို့ပါကျွန်တော်ဆရာကြီးဦးကျော်လိုက်နဲ့အပတ်တိုင်းကျွန်တော်တို့ရဲတကွန် youth program ဆို patronate လိုက်နော်ကျွန်တော်အတန်းသင်တန်းဆင်းပွဲလေကျောင်းကလူငယ်တွေကဒီနေ့မှကျွန်တော်မဆင်းပေးနဲ့နောက်တစ်ပတ်ကျရင်ကျွန်တော်တို့ကတဝယ်ရောက်နေပြီရဲတကွန် youth program ဆိုဒါလေးကြောင်းပါကျွန်တော်နှစ်ခွဲပြီးမှအခုဒီ intro ကမပြီးသေးဘူးကျွန်တော်ကမြန်မာပြည်မှာလူကြီးဖြစ်ဖို့ဇာတာပါလာတော့မသိဘူးကျွန်တော်တက်ပြီးရင်တုံပြန်မဆင်းဘယ်အချိန်မှဆင်းလဲဆိုတော့ဆွဲချရင်ဆင်းတယ်ပြုတ်ချရင်ဆင်းတယ်အဲ့လိုပြောလို့အခမ်းအနားစီစဉ်တဲ့သူတွေလက်နေပါဦးမယ်တိတ်မကြောက်ပါနဲ့ဒီမိုကရေစီခေတ်ရောက်ပါပြီဒါကျွန်တော်တို့ပြောတဲ့တာဝန်ယူမှုတာဝန်ခံမှုနဲ့ပြောရမှာပေါ့နော်ဝေဖန်လို့တော့ရတယ်စော်ကားလို့တော့မရဘူးဒီမိုကရေစီပြောတဲ့သူကိုဖမ်းတဲ့ခေတ်မဟုတ်တော့အိပ်ပြောတယ်သူကစီစဉ်တဲ့သူကိုဖမ်းတဲ့ခေတ်ဖြစ်တော့ဒီမှာလည်းဟီးနေတာရှင်းပါလေအများကြီးဒီလောက်လူအများကြီးနဲ့ယုံချင်းလည်းမခွန်နိုင်ပါဘူးရည်စရာရတော့ကျွန်တော်စာရေးစရာတဲ့ဒီမိုကရေစီစနစ်ကိုလေးစားတယ်ကျွန်တော်တို့ကဝေဖန်တာမျိုးရှိမယ်ဒါပေမဲ့စော်ကားလို့တော့မရဘူးဒီမိုကရေစီစနစ်မှာဒါအရန်အရေးကြီးပါပြီးကျွန်တော်တို့မင်းတို့ကပြောတာတွေကြီးပဲလို့လေကျွန်တော်တို့ကပြောဆိုကျွန်တော်တို့အလုပ်ကပြောရတဲ့အလုပ်ကိုကျွန်တော်တို့ပြောတဲ့အလုပ်မှာအလုပ်ကခက်တယ်ဆိုတာအများကြီးနားလေပါတယ်ဒါပေမဲ့ကျွန်တော်တို့ကမပြောတော့မပြောရင်ဘယ်တော့မှမလုပ်နိုင်ဘူးဒါလူကအပြောအစပြောတာထက်ဘယ်အားပိုခက်လဲဆိုတော့ရေးတာပိုခက်တယ်အဲ့တော့ကိုပြောပြီးရင်တရားကိုချရေးကြည့်လူချင်းမင်းတို့အတွေးခေါ်တွေဟာထူးဆန်းတယ်နော် waste အသစ်တွေထွက်လာတချို့ဗဇက်ဖျားမာတွေ business plan တွေကပျောက်သွားတယ်သိလားမပြောတာလွယ်တာကိုအဲ့ရေးတာပိုခက်တယ်ရေးတာထက်ဘယ်အားပိုခက်လဲဆိုတော့လုပ်တာပိုခက်ကျွန်တော်တို့ဆိုတော့တရားပြောမှသူက90လောက်ရေးဖြစ်တာ business plan ရေးတယ်လို့သုံးတာပေါ့နော်ကျွန်တော်တို့ကအဲ့30လောက်လုပ်ဖြစ်တာအဲ့30လောက်လုံးမှ900ခန်းလောက်အောင်မြင်တာဆိုတော့ကိုကစမှမပြောရင် process မလာတော့တချို့ကမပြောရဘူးဆိုမဟုတ်ဘူးကိုကဘာမင်းဘာကောင်းမှလည်းမဟုတ်အကြီးတွေရှောက်အကြီးတွေပြောရမှာကျွန်တော်တို့ပြောတာတော့မှတေးသေးလေးတွေပြောရင်ဖြစ်လာရင်ပူစီညောက်တော့ကလေးတွေဖြစ်သွားမှာပေါ့အကြီးပြောတယ်အကြီးကြံတယ်ဒါကျွန်တော်တို့အောင်မြင်ရဲ့အဆက်ပဲလက်ခံလူချင်းမင်းရဲ့အတွေးခေါ်ထက်လူချင်းမင်းကဘယ်တော့မှပုံမမြင်နိုင်လူချင်းမင်းရဲ့အတွေးခေါ်100ရှိရင်လူချင်းမင်းဘဝသည်80လောက်ပဲရှိမှာအတွေးခေါ်အများနဲ့မြင်တယ်အဲ့တော့ဘဝကိုမြင်ရင်ကျွန်တော်တို့ကအရင်ဆုံးကို goals နဲ့အတွေးခေါ်ကိုမြင်ဖို့လိုပါတယ်အဲ့တော့ဘယ်တွေရောက်ကုန်ပြီလဲတော့မသိဘူးနည်းနည်းလေးတော့သိခံပါဒီနေ့ညမြန်မာအသင်းကိုအားပေးရမှာဟလားကျွန်တော်တို့အဲ့တော့ကျွန်တော်ကမြန်မာအသင်းရဲ့ fan လေဒါကြောင့်ကျွန်တော်ကမြန်မာအကွက်နဲ့ဟောပြောပါတယ်ဟောပြောရင်ကိုရောက်တယောက်ဖြစ်မယ်အရှိကိုပြောမပူပါနဲ့အချိန်တိုင်းတကိုးတော့ရပါနော်ကျွန်တော်တို့အုံကိုတော့မဖြစ်ပါဘူးကျွန်တော်နည်းနည်းမြန်မာဆိုတာနိုင်နေတယ်ကျွန်တော်တို့အများအားအားပေးလာတာမြန်မာဆိုတာနိုင်မှုကနောက်မျိုးဆက်တွေမှာတာဝန်ရှိတယ်နောက်မျိုးဆက်တွေမှာတာဝန်ရှိတယ်ကျွန်တော်တို့နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ကပြောတာနောက်အနှစ်20နေကျွန်တော်တို့ဘာလို့မရမလို့ပြောပါလဲစင်ကာပူမရဟာဒီအဲ့ဒီစကားလဲကြောက်တကဘာလုံးကတကယ်တုံလို့သွားတယ်ဒါ news asia တို့ CNN တို့စာနယ်ဇင်းရှင်းနေတယ်ဒေါအောင်ဆန်းစုကြည်ကိုမိုက်ကြီးထိုးပေးတယ်ဒေါအောင်ဆန်းစုကြည်စင်ကာပူမှီမယ်လို့ပြောတာလားအဲ့တော့သူတို့ရဲ့ဝန်ကြီးချုပ်လီကွမ်နျူကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာစင်ကာပူနိုင်ငံရဲ့ဒီ founding တိစောက်တဲ့မိကုန်းတော်တော်များများမှာမြန်မာနိုင်ငံကိုအနှစ်20နေမှီရမယ်လို့ခဏခဏသုံးခဲ့တယ်ဒါအားလုံးအသိပဲတကဘာလုံးအသိဒေါအောင်ဆန်းစုကြည်ခက်မှမှာပဲပြန်ပြောကျွန်မမှီမယ်လို့ပြောတာမဟုတ်ကျွန်မကြော်မယ်လို့ပြောတာလေမိုက်တယ်ကွာကျွန်တော်သဘောကျအောင်မြင်စာရေးဆရာ motivation မြင့်မြင့်မထားဖို့လို့တချို့ကကြတော့ဗါဟုတ်ပါမလားလူချင်းမတော်နောက်အနှစ်20နေမြန်မာနိုင်ငံစင်ကာပူကြော်မယ်ဆိုတာယုံပါသလားယုံရမှာကျွန်တော်လူငယ်တွေကယုံရမှာ
လူကြီးတွေကတန်းဆိုပြောလို့နောက်အနည်း20နေသေကြတာတော့အခုလူကြီးတွေတယောက်မှမရှိတော့အကုန်သေးကုန်ပြီအဲ့ဒါအမှန်တရားပဲစော်ကားလူတွေပြောတာမဟုတ်ဘူးလူသက်တမ်းအရာတရားသဘောအရာသေကုန်ဆိုလိုတာလူငယ်တွေကိုကျွန်တော်ပြောချင်တာလူကြီးတွေပဲအပြစ်တင်လို့မရဘူးဒါဟုတ်ဆိုလိုတာနော်ကျွန်တော်တို့အဲ့ဒါလေးလည်းအပြစ်လို့အောင်ပြောရသေးတာပေါ့ဟိုလူကြီးတွေကိုအပြစ်မတင်ဖို့ပြောတာဆိုလိုတာကကျွန်တော်တို့ဒီခေါင်းဆောင်ရည်မှန်းချက်ပဲချမှာလေသိလားမသိ implementation က member တွေရဲ့တာဝန်ဖြစ်တယ်နောက်လိုက်လို့ကျွန်တော်မသုံးဘူးနော် member တွေရဲ့တာဝန်ဖြစ်ဒီကနေ့ခေတ်မှာတထဲတို့သိလားမသိအလုပ်သမားတို့ boss တို့ HR မှာမရှိတော့ leader နဲ့ member ပဲရှိတယ် leader and followers မဟုတ်လူချင်းမင်းတို့ရဲ့ management လူချင်းမင်းတို့ရဲ့ leader လူချင်းမင်းတို့က followers မဟုတ် you are member ဒါပေမဲ့ follower roles ကိုရောက်ရင်လည်းရောက်မယ် leading roles ကိုရောက်ရင်လည်းရောက်ကျွန်တော်တို့ leadership ကိုဒီခန်းမှာပဲခဏခဏသင်မနေ့ပြန်လဲတခါတည်းပွဲတစ်ပွဲကြိုဖိတ်အောင်မယ် free ပွဲတစ်ပွဲရှိတယ်ကျွန်တော်တို့ Lion City မှာလုပ်မှာเนาะကျွန်တော်တို့ကျွန်တော်မိတ်ဆွေဒီအင်္ဂလိပ်စာသင်တန်းကျောင်းပေါ့เนาะအဲ့ဒီမှာဆရာရဲမြင့်ကလည်းမနေ့မှပြောမယ်ဆရာရဲမြင့်စွန်ဦးတီထွင်နေ10နာရီက12နာရီ12နာရီက2နာရီကကျွန်တော်တို့ panel talk အားပါတော့ကျွန်တော်တို့အဓိကပြောချင်တာကကျွန်တော်တို့အနေနဲ့အချိန်ကြောင့်ကျွန်တော်နည်းနည်းလေးပြန်ချုပ်ရရင်ကျွန်တော်တို့အနေနဲ့ကိုလုတ်တဲ့အလုပ်အပေါ်မှာ confidence ရှိဖို့လိုတယ်အဲ့ဒီ confidence အပေါ်မှာတည်ဆောက်ထားတဲ့လူချင်းမျိုးမှာမဟာဗျူဟာရှိနော်ခုနပြောတာလေးတို့ကျွန်တော်ဖြတ်ပြီးတော့နည်းနည်းလေး slide လေးဆက်လိုက်မယ်ကိုရောက်တယောက်ဖြစ်တဲ့လူကတိတ်မဝေးပါပါနဲ့ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြောချင်တာတွေကအယမ်းများတယ်ကျွန်တော်ရဲ့အားနည်းချက်နောက်တစ်ချက်ကအယမ်းပြောချင်တာများတယ်ကျွန်တော်တချို့တွေကပြော topics တစ်ခုကိုတစ်ခါပဲပြောပါလားမဟုတ်ကျွန်တော်ပွဲတိုင်းမှာအကုန်ပါအောင်ပြောချင်တယ်အဲ့ဒါပြဿနာနော်ဒီနေ့ပြောချင်တာကကျွန်တော်တို့ဒီ strategy ကိုသွားမှာဖြစ်တဲ့အတွက်တစ်ချက်လောက်ကြည့်ကြည့်အောင်အဲ့တော့မဟာဗျူဟာဆိုတာလူချင်းမင်းတို့ဘယ်လိုနားလဲပါလဲ what is strategy မဟာဗျူဟာလို့ပြောရင် business မှာအောက်မှာ tactics ဆိုတာရှိပါတယ်အဲ့ဒါကိုကျွန်တော်တို့ကနီးဗျူဟာလို့သုံးပါတယ်အောက်ဆုံးမှာတော့ကျွန်တော်တို့က method ဆိုခေါ်တဲ့နီးလန်းဆိုတာရှိပါတယ်အဲ့တော့လူချင်းတို့လုပ်တဲ့လုပ်ငန်းတိုင်းမှာမဟာဗျူဟာရှိတယ်နီးဗျူဟာရှိတယ်နောက်တော့ကျွန်တော်တို့ method ရှိတယ်ကျွန်တော်ကမဟာဗျူဟာအရန်ကောင်းတယ်ဒါပေမဲ့ကျွန်တော်နီးဗျူဟာအားနေတာတွေလည်းကျွန်တော်တချို့ကနီးဗျူဟာအရန်ကောင်းတယ်မဟာဗျူဟာအားနေတာတွေလည်းရှိတယ်ဘဝမှာကျွန်တော်တို့ယုံကြည်တာကတော့အမှန်လို့မပြောဘူးเนาะကျွန်တော်တို့ကအောင်မြင်မှာအမှန်တရားဆိုတာမရှိဘူးလူချင်းမင်းနဲ့ကြိုက်တာလူအမှန်တရားဖြစ်တယ်ဒါလေးကိုကျွန်တော်ပြစ်တာရိုက်ခံပြီးပြောလို့ပါတယ်အဲ့တော့အောင်မြင်နဲ့ပတ်သက်ရင်အငင်းကုန်ဘယ်တော့မှမလုပ်ပါနဲ့ဒီဟာ तू အောင်မြင်နိုင်တယ်လို့ပြောတယ်သူ့အတွက် तू မှန်လို့ तू ပြောတာလေကိုယ့်အတွက်မှန်ချင်မှမှန်အဲ့ဒါသွားပြီးတော့ပြောတဲ့သူလည်းမှားတယ်လို့ပြောလို့မရဒီမိုကရေစီစနစ်မှာကျွန်တော်တို့ဟာတယောက်နဲ့တယောက်အယူအဆမတူတာကိုစနစ်တကျဆွေးနွေးတဲ့အလေးထားရှိဖို့လိုတယ်ကျွန်တော်တို့စီမှာမတူရင်ရန်သူလို့သတ်မှတ်တာအဓိကပြဿနာဖြစ်တယ်တယောက်နဲ့တယောက်ဟာ ideology လူဆိုတာမွေးရအတွေးခေါ်မတူ live မှာမတူတာတွေအတူနေတာကဒီမိုကရေစီပေါ့ American ပြည်ထောင်စုကြည့်ပါကျွန်တော်တို့က American ပြည်ထောင်စုမှာအတွေးခေါ်အများကြီးရှိပါတယ်အတွေးခေါ်အယမ်းများပါတယ်ဒါပေမဲ့သူတို့ဒီဘာသာစကားတစ်မျိုးပဲပြောတယ်တစ်မျိုးပဲပြောတယ်အဲ့တော့ခုနပြောတော့ကျွန်တော်တို့မှာလည်းပဲမတူညီတဲ့အတွေးခေါ်တွေရှိမတူညီတဲ့မဟာဗျူဟာတွေရှိတယ်ဘာဒါပေမဲ့တချို့ကလည်းကျွန်တော်ဟိုတနေ့ကပဲ interview တစ်ခုကမေးတယ်အောင်မြင်ဟောပြောပွဲတွေပြောတယ်တိတ်ပြောတာပဲပြီးရင်ဆရာတို့ပဲအောင်မြင်သွားတယ်နားထောင်တဲ့သူတွေကမအောင်မြင်ဘူးတဲ့ဟုတ်ကဲ့ပဲအောင်မြင်ဟောပြောပွဲပြောပါလေဆိုမှကျွန်တော်တို့အောင်မြင်အောင်လုပ်ရတယ်လေအောင်မြင်ဟောပြောပွဲကြီးဆိုပြီးလူတယောက်မှမရှိလို့ဖြစ်မလားနော်အောင်မြင်သင်တန်းတွေဖွင့်ထားပြီးတော့ကိုယ်သင်တန်းမအောင်မြင်လို့ဖြစ်မလားကိုယ်လုပ်ငန်းတော့ကိုအောင်မြင်အောင်လုပ်ရတော့အောင်မြင်ရေးတဲ့စာရေးစရာသူ့စာအုပ်မရောင်းအောင်ဆိုမဖြစ်သေးဘူးလေကိုယ်စာအုပ်ကလည်းထွက်ရကိုရောင်းအောင်လုပ်ရတာပေါ့ကျွန်တော်ကသို့တော့တက်တဲ့သူတိုင်းကတော့ဘယ်အောင်မြင်မလဲလေဒါကတော့အမှန်တရားပဲဘာလို့ဆိုတော့လုံးမအောင်မြင်ပါဘူးပြီးရင်ကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့လည်းမရဘူးလေကျွန်တော်ပြောတဲ့အတိုင်းလိုက်လို့ရင်ကျွန်တော်နောက်ပဲအလုံးစုံရောက်မှာကျွန်တော်ပြောပြီးသား strategy မတူဘူးကျွန်တော်ပြောပြီးသားဘာကိုကွာသွားလဲဒီနေ့အကျိုးလေးရှိအောင်လို့ hot နဲ့ cold နဲ့ကွာသွားတာ personality မတူလို့ဥပမာ Donald Trump ရဲ့ personality မျိုးကို Hillary Clinton လုပ်လို့မရဘူးသူတို့ personality မတူဘူးသိလားမသိဘူး Donald Trump strategy က hot strategy သိလားမသိဘူးသူ strategy ကပြဿနာရှာတာသူသမရဖြစ်လာတော့ကမ္ဘာလုံးပြဿနာမရှာဘူးလားသူပြဿနာမရှိမနေတတ်ဘူးသိလားမသိဘူးသူကအခုထိတရားစွဲခံထားတာတွေလည်းအများကြီးပဲနော်သူ problem တွေကသူဘာလုပ်တာလဲ opportunity လုပ်တာသူ strategy ဒါသူငယ်လေးတွေကကျွန်တော်တို့ကသူ live ကိုကြည့်တဲ့အခါမှာအဲ့တော့ Hillary Clinton ရဲ့ personality ကကိုးလေသူအေးနေတာ Hillary Clinton ဒီလေ Donald Trump ပုံစံမျိုးလိုက်လို့မရဘူးကျွန်တော်တို့ဥပမာတော်လန်ရင်းနဲ့ပတ်သက်လာရင်ကမ္ဘာမှာထူးထူးခြားခြား entrepreneurship ဖြစ်တယ်စွန်ဦးတီထွင်တယ်ဆိုတာစီးပွားရေးမှမဟုတ်တော်လန်ရင်းကိုစွန်ဦးတီထွင်ပြီးတော်လန်တဲ့သူဘယ်သူလဲဆိုတော့မဟတ်တမဂန်နီတော်လန်တယ်လို့ပြောရင်လေသိလားမသိဘူးကျွန်တော်တို့ကအပူတွေကြီးပဲသိလားမသိဘူးဒါနဲ့တနက်နဲ့ဒီလို Castro ပါလို့လာဂန်နီကစပြီးတော့ကမ္ဘာမှာစွန်ဦးတီထွင်လိုက်တယ်အနုနီးနဲ့တော်လန်ငိမ့်ညမ်းတဲ့နီးနဲ့တော်လန်ဆိုတော့သူ personality ကဘာဖြစ်လို့လဲကိုသူအထောက်ပံ့တွေကိုဖတ်တော့သူငယ်ငယ်က Britain ကိုသွားပြီးတော့သူကဒီ scholarship တက်တယ်အဲ့ဒီမှာလူပြူလူမဲတိတ်ခွဲကြတာ British ကျွန်းနိုင်ငံလေဒါတက်တယ်ဂန်နီကိုမုတ်စားတန်းမှာသွားပြီးတော့ဆရာပေးသွားထိုင်တော့ဆရာကပြောတယ်ဟဲ့အောင်နဲ့ဂန်နီတဲ့ဝတ်တကောင်
တ်တကောင်အတူတူမထိုင်ဘူးဆိုတာမင်းမသိဘူးလားကျွန်တော်ဒါဆို hot personality ပြန်ပြောမှာဆရာခင်ဗျာဘာစကားပြောတာလဲတချင်းကြောင်းထုတ်ခံရပြီရန်ဒီအေးဆေးပဲဟုတ်ကဲ့ပါဆရာစိတ်မဆိုးဘူးဒါဆိုရင်ကျွန်တော်ငှက်ကလေးပြန်သွားပါပြီဆရာတော်တော်တွေ့မယ်အခန်းထဲရောက်တော့ဆရာထပ်ပြီးတယ်လောကမှာလည်းရောက်နေလမ်းပေါ်မှာတဲ့ငွေတို့တစ်ထုပ်နဲ့ပညာတို့တစ်ထုပ်တွေ့မင်းတို့ဘာတို့ကောက်မလဲလူတိုင်းဆရာမင်းတို့ပညာတို့ဖြေရတာရန်ဒီကရွက်ပဲကျွန်တော်ငွေတို့ကောက်မယ်ဆရာခွင်ထဲဝင်လာအော်မင်းပတ်စံတော်တော်မှတ်လားဆရာဆိုဘာကောက်မလဲတဲ့ငါဆိုပညာတို့ကောက်မှာပေါ့ဟုတ်ပါတယ်ဆရာတဲ့လောကမှာလူတွေကကိုယ်မှာမရှိတဲ့အရာတွေကိုမမောလေးရှိပါတယ်တွေ့မယ်မင်းကတော့သူ့ရဲ့personality ကိုကျွန်တော်တွေ့ရတာပေါ့နော်သူငငယ်လေးတွေကပါတယ်နော်ကျွန်တော်တို့နောက်ဆုံးမရတော့ဆရာအစမောမှာတပတ်မပေးဘူးသူအယူဆိုပြီးဝိုင်းပေးလိုက်တယ် answer paper အဲ့ဒီလုံးဝဆင်မစိုးသွားပြီဆရာတဲ့ကျွန်တော်ဆရာမအမတ်မချရသေးဘူးဆရာတဲ့လက်မပဲထိုးရသေးတယ်ဆိုကျွန်တော်တို့ personality နဲ့ကြိုက်ရလားလူချင်းမလုပ်တဲ့အလုပ်อ่ะအဲ့ဒါအရေးကြီးပါကျွန်တော် personality hot ဆိုတော့အောင်မြင်ဟောပြောမှာ core personality သမားဆရာကြီးကပြောတယ်ပေါ့လောကမှာအေးစစ်စစ်နေရမယ်နော်လူတွေကိုသိခံရမယ်ဒါမှန်တယ်အတိုင်းအတာတစ်ခုထိမှန်တယ်ဒါပေမဲ့ core personality ကကိုအမြဲတမ်းအဲ့ဒါကို accept မလုပ်နိုင်ဘူးအဲ့ဒါဆိုကိုအပြစ်မတင်နဲ့ accept ကိုပုံစံကိုလက်ခံလောကမှာသူများပြောတဲ့အတိုင်းလည်းလို့ဘယ်တော့မှမအောင်မြင်ဘူးနော်ကျွန်တော်တောက်လျှောက်ပြောတယ်နော်အောင်မြင်ဆိုတာ ready made မဟုတ်ဘူးနော်ဘာလို့ခင်ဗျာအဲ့ဆိုခင်ဗျာဘာလို့ငါတို့ကမင်းဟောပြောပွဲလာတက်မလို့ကျွန်တော်မေးရင် way ဆိုလာယူတာ recipe တော့နည်းနည်းတော့လေ့လာဖို့လိုတယ် live recipeအင်းချက်နေတဲ့နေမလားကျွန်တော်တို့ကလူချင်းမတို့ကြက်သားဟင်းကိုမွေးတဲ့ကဘယ်သူမှမချက်တတ်ဘူးသူများချက်တာတော့ကြည့်ရတာပဲမဟုတ်ဘူးလားသို့တော့ကိုချက်ရင်ကိုဟင်းတော့ဒီလားမသိကိုထက်ချင်တာကိုထက်တာနော်ဒါကြောင့်ဘာတွေရှောက်ထက်တာမှမသိဘူးနော်သူကြိုက်ရင်သူကောင်းတာပဲဟိုပြောနေတာအဆက်ကြိုက်တဲ့သူကအဆက်ပို့ထည့်ရမလဲဘဝအောင်မြင်လေဒီတိုင်းပဲနော်ကျွန်တော်တို့ဒီလိုကျွန်တော်လည်းဟောပြောပွဲတွေအခုထိတောက်လျှောက်တတ်တယ်တောက်လျှောက်တတ်ဒီနေ့လည်းကျွန်တော်သိနားထောင်နေတာအခွေတောင်းတာတယ်ဘာဖြစ်လို့လဲခုနပြောသလို recipe ကအရေးကြီးတယ်ဒါပေမဲ့အဲ့ဒီအတိုင်းချက်လို့တင်ကြိုက်ချင်မှကြိုက်ပါလေလင်းတိုင်းညွန့်ချက်လင်းတိုင်းညွန့်ဟင်းကျွန်တော်တို့ကလေဒါကြောင့်ဘဝအောင်မြင်တဲ့ပတ်သက်ရင်တစ်ကအဲ့ဒါလေးကိုကျွန်တော် strategy ကို this strategy တွေဘယ်တော့မှစာအုပ်ထဲမှာမရှိဘူးဘယ်တော့မှဟောပြောပွဲမှာမရှိဘူးတင်းရဲ့အတွေးထဲမှာပဲရှိတယ်ဒါပေမဲ့ဟောပြောပွဲတွေစာအုပ်တွေက facts တွေ information စုံအောင်စုဖို့လိုတယ်ဉာဏ်ကိုဖန်တီးဖို့အတွက်ပေါ့နော်ကျွန်တော်တို့မြန်မာအောင်မြင်ဖို့ဆိုရင်ကျွန်တော်တို့ဒီဉာဏ်ရှိမှအောင်မြင်မယ်လို့ပြောတယ်ဉာဏ်ဆိုတာနှစ်ခုနဲ့ပေါင်းထားတာတွေးတာရယ်ဘဟုတုတဉာဏ် equal to ကျွန်တော် equation ထုတ်တာရယ်တွေးတာရယ်ဘဟုတုတရယ်ပေါင်းမှဉာဏ်ထွက်လာတာအုံနောက်ကညံမဟုတ်ဘူးနော်လူတိုင်းအုံနောက်ရှိတယ်ညံလူတိုင်းမရှိဘူးလူချင်းပတ်စံမရှိဘူးလို့ပြောရင်အဲ့ဒါပတ်စံမရှိတာမဟုတ်ဘူးပတ်စံရှာဖို့ idea မရှိပတ်စံရှာဖို့ idea မရှိဒါကြောင့်ညံဒီတချို့လူတွေကဘဝတုဒ္ဒအရမ်းများတယ်ရက်ကွက်ထဲမှာဘဝတုဒ္ဒဟင်းလေးကိုဒါပေမဲ့မတွေးဘူးသိလားမသိဘူးသူဘဝတုဒ္ဒ fat ပဲရှိတယ်လေကျွန်တော်တို့က reset မထွက်ဘူးတခါတချို့လူတွေကြတော့အရမ်းတွေးတာပဲလုံလောက်တဲ့ဘဝတုဒ္ဒကိုမဖြည့်စည်းဘူးမလေ့လာဘူးပေါ့နော်ဟောပြောပွဲမတက်ဘူးစာမဖတ်ဘူးသူတွေးချင်တာပဲတွေးနေတယ်ဆိုရင် round concept တွေဖြစ်လာကျွန်တော်တို့ကတခါတော့ဟိုတမတ်ကိုရောက်ခမသဘောကျပြီးလက်ထပ်ပေးလိုက်တယ်အမီနဲ့ဘာဖြစ်လို့လဲဆိုတော့တမတ်ကတွေ့တိုင်းမှာသူကမေးစီလေးကိုပွတ်တယ်။ဂွင်ကြီးတော့ရှိမယ်။ဂွင်ကြီးဖင်ခုထိုင်လာတယ်။လက်ထပ်ပြီးတစ်နေ့လောက်လဲကြာတယ်ဒီတမတ်ကမေးစီပဲထိုင်ပွတ်တယ်။ဒါကမင်းလောက်တော့လေမင်းဘာအတွေးခေါ်များရှိတယ်မင်းဘာတွေများ plan ရှိတယ်။ဟိုပါအဖေးတဲ့ကျွန်တော်ကဒီမုတ်စိတ်မွေးနဲ့သပင်နဲ့တစ်ဆက်တည်းဟုတ်မဟုတ်စဉ်းစားနေတာပါ။ကျွန်တော်တို့စဉ်းစားနေုံနဲ့လည်းမရဘူးကျွန်တော်ဘာဗျူဟာမှန်မို့လို့လေ strategy နဲ့ပတ်သက်လာရင်တော့ကိုယ်လုပ်ငန်းလုပ်ရင်တိတ်တိတ်လေးတွေအစားအရေးကြီးတယ်ဟိုတနေ့ကျွန်တော်မိတ်ဆွေ company တခုဥမာ for example သူ့ company မှာဝန်ထမ်း20ရှိတယ်ဘယ်တော့မှယုံတော့မကြဘူးယုံတော့ကြဖို့တော့တောက်လျှောက်ပြောနေတာဟာကောင်းလားဘယ်လိုစီမံတာလဲဘာမှမခက်ဘူးတဲ့ယုံရှိမှာရုပ်တု20လုံးကကားရှိတယ်ဆိုရင်ယုံရှိမှာတဲ့ကားပတ်ကင်19ခုပဲရှိတယ်တစ်ခုကပတ်စံပေးရတယ်အဲ့ဘယ်တော့မှယုံတော့မကြဘူးit's a strategy ကျွန်တော်ခုနပြောသလိုစဉ်းစားဖို့လိုတယ်ကိုကဘယ်လိုနီးလန်းနဲ့ကျွန်တော်တို့ကသွားမလဲဒါပေမဲ့ကျွန်တော်တစ်ခါတည်းမြင်တဲ့အတိုင်းမှားတာအမှန်တိုင်းသွားတတ်မဲ့လို့လည်းမရတာရှိပါတယ်အဲ့တော့ဒီနေ့ကကျွန်တော်တို့က management တင်တဲ့မဟုတ်တဲ့အတွက် strategy နဲ့ပတ်သက်ရင်ကျွန်တော်နည်းနည်းလေးပဲပြောချင်တာတော့အများကြီးရှိတယ်မှာပြောရသေးတယ်ကျွန်တော် personal နဲ့ guide တာတွေကိုကျွန်တော်တင်ပြနေရနော်လူချင်းတို့အဲ့ဒါတွေကလူချင်းတို့ personal နဲ့ guide ချင်မှ guide မယ်နော်ဒါလေးကိုကျွန်တော်ကမြစ်တာရက်ခံတယ်ပြီးရင်ကျွန်တော်တို့ပြောတာတွေအားလုံးလည်းကျွန်တော်တို့မလုပ်နိုင်ဘူးဒါကိုလည်းကြိုပြီးမြစ်တာရက်ခံတယ်ပြောတာတွေအားလုံးကလုံနိုင်တယ်လို့မယူဆပါနဲ့လုံနိုင်တာတွေပဲပြောရမယ်လို့ပြောရင်ကျွန်တော်တို့ဟောပြောတဲ့သူတွေပြောစရာကုန်သွားပြီတချို့ဟာတွေကကျွန်တော်တို့မလုံနိုင်ဘူးဘာဖြစ်လို့မလုံနိုင်လဲဆိုတော့ personality နဲ့မကိုက်လို့ဆိုပါစို့ကျွန်တော်တို့ကပျော်ပြောင်းနှူးညံ့ရမယ်သိခံရမယ်လင်းတဲ့ညွန့်သိမခံတတ်ဘူးဒါပေမဲ့ကျွန်တော်ဟောပြောပွဲမှာတော့ထည့်ပြောတယ်ဘာဖြစ်လို့လဲကိုယ်နဲ့ personality မတူတဲ့သူတွေသုံးလို့ရကိုကတော့အားလုံးမလုံနိုင်ဘူးเนาะကျွန်တော်တို့တချို့ဟာတွေကလုံကိုမလုံနိုင်တာတချို့ဟာတွေက personality နဲ့မကိုက်ညင်သို့တော့ကျွန်တော်တို့ဟောပြောတဲ့သူတွေရဲ့သစ္စာတရားကတော့ကောင်းတာတွေပဲပြောတယ် best practice တွေကိုပဲပြောတယ်ကိုထက်လုံနိုင်တဲ့သူတွေရှင်ကိုထက်တာသွားမယ်เนาะကျွန်တော်တို့ဒါကြောင့်ကျွန်တော်
သဘောကျတယ်မှာပြော attacker advantage ကိုခေါ်တယ်ကျွန်တော်ဥအောင်လောက်တာကိုသဘောကျတယ်ခံရမှပြန်လောက်တာကိုသဘောမကျငယ်လေးတွေကရန်ဖြစ်အရင်ထိုးတာပဲလက်ကားနောက်တာနော်အဲ့ဒါ example ပြောတာ business မှာ attacker advantage ကိုသုံးပါဘာလို့ကျွန်တော်တို့နိုင်ငံကမွေးကလေးက defender အနေနဲ့မွေးလာတယ်ဒါကိုကျွန်တော်လုံးဝမခံချင်ဘူးကျွန်တော်ဘယ်လို defender အနေနဲ့မွေးလာလဲကျွန်တော်တို့တွေကတောက်လျှောက်ဥမာဆိုပါစို့ဘောလုံးကန်ပြီလို့ပြောရင်ကျွန်တော်တို့ခုနအားကစားပြိုင်ပွဲတွေပြောရင်ခုနကဘာမှာပြောရင်ကျွန်တော်တို့ရဲ့ rank ကအလဲအလက်လောက်ပဲရှိကျွန်တော်တို့ကနောက်ဆုံးမှရှိအဲ့တော့လူချင်းမတို့ဒီ business ပဲဖြစ်ဖြစ်အကြောင်းအရာပဲဖြစ်ဖြစ် attacker advantage ကိုရအောင်လုပ်ဖို့လို့ attacker advantage ဆိုတာဘာကိုပြောတာလဲ turning uncertainty breakthrough opportunities မသေးချာမှုတွေတဲက opportunity ကိုရှာဖို့ဖြစ်တယ်လူချင်းမတို့ကမသေးချာတာတွေကပြဿနာမတချို့ကကျွန်တော်မေးတယ်နောက်10နှစ်နေရင်ကျွန်တော်တို့ interview တွေကမေးတယ် customer တွေနဲ့ပတ်သက်ပြီးဘာတွေပြောင်းလဲသွားမလဲနောက်10နှစ်နေလူချင်းတို့နောက်10နှစ်နေ customer တွေနဲ့ပတ်သက်ပြီးပြောင်းလဲသွားမှတွေကိုစိတ်ဝင်စားနေဘာဖြစ်လို့လဲဘာတွေပြောင်းလဲသွားမလဲကျွန်တော်တို့မသိဘူးဒါပေမဲ့နောက်10နှစ်နေဘာတွေမပြောင်းလဲမလဲကိုစိတ်ဝင်စားဖို့လိုတယ် it's an opportunity နော်ဥပမာနောက်10နှစ်နေ customer တွေနဲ့ပတ်သက်ရင်မပြောင်းလဲမဲ့အရာ3ခုကျွန်တော်ပြောပြနံပါတ်1အချက်နောက်10နှစ်နေ customer တွေသိကြတယ် customer တွေဟာအမြဲတမ်းဈေးသက်တာကိုလိုချင်တယ်နောက်10နှစ်နေရင်လည်းဈေးကြီးတာကိုပေးတဲ့ customer မရှိဘူး quality နဲ့တော့တိုင်းပါဗောနော်ဒုတိယတစ်ခုပစ္စည်းပို့ရင်မြန်လိုချင်တယ်နောက်10နှစ်နေရင်လည်းဖြည်းမှပို့ပါဆိုတာမရှိဘူးပြီးရင် selection price ရွေးစရာများတာကိုကြိုက်တယ်ဒီတစ်ခုပဲရှိတော့တယ်ဆိုမလို့ချင်ဘူးသိလားမသိဘူးများရွေးချင်တယ်နောက်10နှစ်နေရင်လည်းရွေးချင်ပါဘူးအဲ့တော့တေချာတော့လူချင်းနောက်10နှစ်နေလို့မပြောင်းမဲ့ဟာတွေကိုကိုက attacker advantage အနေနဲ့ကြိုသိရင်ကြိုပြင်ထားဖို့လိုတယ်အဲ့ဒါတွေကိုကောင်းအောင်လုပ်ရင်10နှစ်တေချာသွားပြီလူချင်းမင်းဒီ competitive advantage ကမသေးကြတာတွေကိုလိုက်ရှာနေတော့နောက်10နှစ်နေဘာဖြစ်မှမသိဘူးကိုလှုပ်ထားတာလည်းအဲ့ဒါလည်းမကိုက်ရင်ပြဿနာဆိုတော့ကျွန်တော်တို့က strategy မှာမှားနေတယ်တေးကြတာကိုစဉ်းစားပါကျွန်တော်တို့စာရေးတယ်တေးကြတာကိုကျွန်တော်တို့စဉ်းစားတယ်ကျွန်တော်စာအုပ်ကအခုဆိုရင်အုပ်30ရှိ32အုပ်မြောက်ကျွန်တော်လုပ်အောင်မြေးစာအုပ်ဆိုတာသိတဲ့အတိုင်းပဲဝတ္ထုလို့မဟုတ်ဘူးကြာလာတော့ရိုးလာပြီကိုဆိုတော့ကိုကစမ်းသစ်တီထွင်မှုကဘာတွေကိုကျွန်တော်တို့ readers တွေကို customer buying behavior ကိုသိဖို့လိုတယ်တချို့ကသူ့ပစ္စည်းကိုပဲသူကောင်းတာတွေပြောရအောင်နေတယ်ဝယ်တဲ့သူတွေရဲ့ buying behavior ကိုမသိလို့မရအောင်တချို့က customer နာမည်တော့မသိဘူး customer နာမည်တော့မသိနောက်တစ်ခုကရှိသေးတယ်ဟိုတနေ့ကစားတော့ဆိုင်တစ်ဆိုင်သွားစားအမိရဲ့ပြက်ပဲရလားမရဘူးဆရာတဲ့ဒါတော့မှကိုနဲ့ခင်နေတဲ့ဆိုင်နော်ကျွန်တော်မီနူးကိုကြည့်တာပဲဟင်းရှိတယ်ဗျာပြက်သားဟင်းရှိတယ်ဗျာရောလိုက်ရင်ကြက်ပဲပေါ့အဲ့တမီးရလို့ရောလို့မရဘူးလားကိုယ့်ဘာသာကိုရောရပါမယ်ဆရာ That's right ဒီလေခတဲ့လူချင်းတို့အားလုံးဟာအယောင်ကြတယ်နော် search ကြတယ်နော်အကျွေးပေးနေရတယ်နော်လွန်ခဲ့တဲ့10နှစ်ကတနေ့ကို300ဘို့ရောင်းရရင်အခုဘလို့မှ300ဘို့မရောင်းရတော့ဘူးဆိုင်နေအားလုံးရောင်းရတယ်ပြောတဲ့ဆိုင်က60ရာခိုင်နှုန်းက credit ပေးရတာဆိုတော့အယောင်ကြရင် timing ငုံနေလို့မရဘူးဘာလို့လို့ရပို့ပြုံးပြလေအဲ့မကုန်တဲ့ service တွေအများကြီးရှိတယ် customize လုပ်လေကျွန်တော်တို့ကအယောင်ကြတယ်လည်းပြောသေးတယ်ပြုံးလည်းမပြုံးပြအောင် customer ကခုနလိုလုပ်ရင်တော့ကျွန်တော်တို့ကမရဘူး customer နာမည်လည်းမှတ်မိဖို့လိုတယ်ဝန်ထမ်းတွေတနေ့ customer နာမည်ကိုကျွန်တော်မှတ်မိအောင်လုပ်ပြီးဥပဒေါ်လာမြင့်အောက်ချမှာဘယ်လိုရေးတယ်မလဲဒေါ်လာမြင့်ဥပဒေါ်လာမြင့်အောက်ချမှာဘယ်လိုရေးလဲဆိုတော့ဥလာမြင့်ဒေါ်ဘတော့ကျွန်တော်တို့တွေကခုနပြော attacker advantage မှာအဓိကတော့မသေးချာမှုတွေရှိအဲ့မသေးချာမှုတွေကဘာတွေသေးချာမလဲရှာမယ်ပြီးရင် area နဲ့ကျွန်တော်တို့ breakthrough success ကိုတည်ဆောက်ဖို့လိုတယ် theoretically ရ theory ပြောတာတော့နည်းနည်းခွင့်လို့ပါ theory နဲ့လက်တွေ့တချို့နေရာတွေမှာမတူတာတွေရှိပါလိမ့်မယ်နော်ကျွန်တော်တို့သို့သော theoretically ရမသေးချာခြင်းတစ်မျိုးရှိတယ်ကျွန်တော် professional မှာမသေးချာခြင်းတစ်မျိုးရှိတယ်တစ်ကတော့ structural uncertainty လို့ခေါ်တယ်နှစ်ကတော့ operational uncertainty structural uncertainty နဲ့ operational uncertainty ကိုကျွန်တော်နည်းနည်းလေးခွဲပြရရင်ဟိုကျွန်တော်လက်ဖက်ဆိုင်ဖွင့်တာကျွန်တော်လက်ဖက်ဆိုင်အရန်ရောက်ရတယ်ရန်ကုန်မြို့မှာကျွန်တော်ဒီ market share အများဆုံးပဲဒါပေမဲ့ structural uncertainty ကဘာပြောလဲဆိုတော့နောက်3လလောက်လည်းနေရောကျွန်တော်လက်ဖက်ဆိုင်ရဲ့အရှိအနောက်တောင်မြောက်မှာလက်ဖက်ဆိုင်4ဆိုင်ပေါ်လာပြိုင်ဘက်တွေကလာဖွင့်တယ်သိလားမသိဘူးကိုယ်ဆိုင်ထက်ပိုကောင်းတဲ့ဟာတွေရောင်းတယ်အဲ့ဒါ structural uncertainty လို့ခေါ်တယ်သိလားမသိကျွန်တော်ဈေးကွက်ရဲ့အသေးချာမရေရာမှုတင်ကြီးရဲ့အကုန်လုံးလို့တော့မရအောင်ဒါပေမဲ့မတူတာပြန်ပြီးတော့လုပ်ဖို့လို့စမှုစာရောင်းမယ်မတူတာရောင်းပါကပတ်မြန်မာပထမဦးဆုံးစတုကန်စမှုစာလုပ်လိုက်ပါအီချာခွေ3ချောင်းပူပလိုက်နော်တစ်ချောင်း2ချောင်းဝင်တစ်ချောင်းအပူပေးတယ်ဆိုတော့အဲ့ဒါကျွန်တော်တို့က structural uncertainty လို့ပြောရတာတော့ကိုလောက်တာကိုအမြဲတမ်းကိုပဲလုံးမယ်လို့တော့မမျော်လင့်ပါနဲ့တဲ့သင်ကအကောင်းဆုံးလို့ပြောပေမဲ့သင်ကိုအမြဲတမ်း down ဘယ် down က customer ဝင်လာမယ်ဒီကနေ့ခေတ် multinational ဝင်လာတာသိလားမသိဘူး
နိုင်ငံတကာဝင်လာလို့ကျွန်တော်တို့ဈေးကွက်တွေပျောက်တာတွေလည်းအများကြီးပဲကျွန်တော်ဒုတိယတစ်ခုကတော့ operational uncertainty လက်ဖက်ဆိုင်ဥပမာနဲ့ပြောရင်ကျွန်တော်လက်ဖက်ဆိုင်ကုန်ကျန်းဈေးတက်သွားတာသိလားမသိဘူးဒေါ်လာဈေးတက်လို့ဒေါ်လာဈေးတက်တော့ကစုံရဲ့ဈေးတက်သွားတယ်စီအဲ့ဒါကျွန်တော်တို့ကပထမတော့ဘာဆိုင်လို့လဲပြောမယ်ကစုံရဲ့တေကစာဖတ်တယ်ဗျာအစ်စေးပဲပြန်ပြောတယ်ဟဲ့ဆိုင်နာပေါ့ဟဲ့တဲ့ဘာဖြစ်လို့လဲဆိုတော့ဒီကစုံရဲ့ကခြေထောက်ပေါက်ပြီးလာတာမဟုတ်ကားနဲ့လာတာတဲ့စီဈေးတက်တယ်အားလုံးက relate ဖြစ်တယ်ကျွန်တော်တို့ကဆိုတော့အဲ့ဒီ answer နဲ့နေရှိအဲ့တော့လူချင်းမင်းဘာဖြစ်မလဲဈေးမတင်ရအောင်လားဈေးတင်ပြဿနာမြန်မာပြည်မှာ cost sensitive customer များတယ် quality sensitive customer နည်းတယ်သိလားမသိဘူးစိုင်ပြောင်းဝယ်ရင် quality ကျသွားလို့စိုင်ပြောင်းဝယ်တာဒီနိုင်ငံမှာသိရှားတယ်ဈေးတက်သွားလို့စိုင်ပြောင်းဝယ်တာဈေးတက်ပြီဆိုတာနဲ့တက်တာတဲ့စီကိုရှာမှာတချို့ ethic နဲ့မညီတဲ့ business တွေက weight short ပြီးရောင်းတယ်အဲ့ဒါလည်းအဓိကပြဿနာတစ်ခုအားပါတော့ကျွန်တော်ပြောချင်တာ theoretically ကကျွန်တော်ဒါလေးနှစ်ခုကို professional မှာသိဖို့ structural uncertaintyအောင်မြင်တဲ့ပတ်သက်တဲ့စာတွေရေးတယ်စာအုပ်တွေအများကြီးရေးတယ်ကျွန်တော်တို့လူငယ်စာရေးကြတယ်ရေးတယ်အောင်မြင်ရေးတဲ့သူတွေများလာတယ်ဟာဒုက္ခပဲတချို့ကဘာပြောလဲဆိုတော့ကျွန်တော်ဈေးကွက်လာလူတယ်ဒုက္ခဒီနေ့ခေတ်ကကိုစားတဲ့မုတ်ကိုစားမဲ့သူများလာရင်လူစားရမယ့်ခေတ်မဟုတ်တော့ဘူးစားနေတဲ့မုတ်ကိုကြီးအောင်လုပ်ရမယ့်ခေတ်ဖြစ်သွားပြီကိုလောက်တာကိုလိုက်လောက်တဲ့သူတွေများလာရင်စိတ်မညစ်ပါနဲ့အဲ့ဒါဂုံယူပါကိုလျှောက်တဲ့လမ်းကိုလိုက်လျှောက်တဲ့သူတွေများတာသင်အောင်မြင်လို့တရားမှလိုက်မလို့ရင်တော့စိတ်ပူတော့အဲ့ဒါမဟုတ်ကောက်ကတွေသင်လုံနေတော့ဆိုတော့ကျွန်တော်ခုနကပြောသလိုဒီ uncertainty ကတော့ကျွန်တော်အမြဲတမ်းတွေ့ရဒုတိယတစ်ခုက operational uncertainty ကတော့ management နဲ့ဆိုင်တာပေါ့နော်ဥပမာ business မှာကျွန်တော် financial management risk management ပေါ့ဥပမာဆိုရင်ကျွန်တော်တို့အာမခံထားတယ်ဆိုတော့လေ risk management ပဲကိုယ်မှာဖြစ်လာတဲ့ risk ကိုအာမခံ company ကို transfer လုပ်တာလေသိလားမသိဘူး risk transfer လို့ခေါ်တယ်အဲ့ဒါလို risk management စသဖြင့်နဲ့ operational uncertainty ကိုတော့ကျွန်တော်တို့ကmanagement strategy နဲ့ဖြည့်ရှင်းရပါတယ် management strategy နဲ့ဖြည့်ရှင်းရတယ် structural uncertainty ကိုတော့ business strategy နဲ့ဖြည့်ရှင်းရပါအဲ့တော့ business management မတူပါဘူးတချို့က business management မတူပါဘူးတချို့လူတွေ management သိကောင်းတယ်သူ့အဖွဲ့အစည်းကိုကောင်းကောင်းစီမံခန့်ခွဲနိုင်တယ်ဒါပေမဲ့သူ့အဖွဲ့အစည်း profit မရအောင်သူက business sense မရှိဘူးတချို့လူတွေစီးပွားရေး sense အရန်ကောင်းတယ် management မတက်တဲ့အတွက် manager တွေငှားထားတယ် business ကို management ကိုတက်တဲ့သူတွေလည်းရှိနိုင်ပါတယ်ဥပမာ Donald Trump နှစ်ခုလုံးတက်တယ်ဒါပေမဲ့ Barack Obama ဒီ business မရအောင် Barack Obama ဒီ management ပဲရတယ်စသဖြင့်ပေါ့နော်တော့ဒီနှစ်ခုလုံးလိုတယ် structural uncertainty အတွက် business sense ရှိတဲ့သူတွေတက်မှာရှိဖို့လိုတယ် operation ကတော့တချို့က business sense အရန်ကောင်းတယ်မြတ်နိုင်တဲ့တကယ်ကိုအကျိုးမြတ်ရှိနိုင်တဲ့အားပဲသို့တော့ operation မကောင်းဘူးသိလားမသိဘူးလေလွင့်နေများတယ်ဒါဆိုလဲကျွန်တော်တို့စီးပွားရေးကမအောင်မြင်နိုင်ပါဘူးเนาะဒီနှစ်ခုကိုကျွန်တော်တို့ကသတိထားဖို့လိုတယ်တေချာတော့လူချင်းမင်းတို့ဒီနေ့လောက်တဲ့အတိုင်းမနေ့ပြန်မှဆက်လို့ရင်တပတ်ခါမှရလက်အသစ်တွေမရဘူးအဲ့တော့ပြောင်းလာတဲ့အခြေအနေတွေအခွင့်အလမ်းဖြစ်ကျွန်တော်တို့ကပြောင်းလဲနိုင်မှုကအလွန်အရေးကြီးပါတယ်အဲ့တော့ကျွန်တော်တို့များသောအားဖြင့်ယူတာ the map is not the territory လူတော်တော်များများမြေပုံကနယ်နိမိတ်လို့ထင်တယ်အဲ့ဒါပြဿနာမြေပုံကကျွန်တော်တို့မြင်တဲ့လောက်ပဲဆွဲလာတာနော်ကဘာမြေပုံရှိတယ်မလားကဘာပေါ်မှာကဘာမြေပုံထဲမှာမပါတဲ့အရာတွေအများကြီးရှိသေးတယ်နော်တခုပဲပြောမယ်မြင့်မို့တောင်ဘယ်လားရှိမှမသိဘူးဆိုတော့ကျွန်တော်တို့မြင်သမျှပဲပြောချင်တာလူချင်းမင်းအခက်အခဲတွေတွေ့လာရင်မြေပုံအောက်ဖြတ်ပါ break the map ညနေမိတ်ထဲကိုသွားရှာတော့သိလားမသိဘူးလူချင်းမင်းမြင်နေတဲ့ဟာပဲမြေပုံမဟုတ်အရင်ကမသိဘူးတာတွေကိုကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်တခြား wide view ကိုကြည့်ဖို့လိုပါတယ်ဒါဆိုရင်ကျွန်တော်တို့ကခုနပြောတဲ့ strategy အမှန်တွေထိရောက်တဲ့ strategy တွေကိုတွေ့လာဒါနဲ့ပတ်သက်ရင်ကျွန်တော်တို့အာရှမှာအရှေ့တောင်အာရှရောကမ္ဘာမှာရောကျွန်တော်တို့ strategy နဲ့ပတ်သက်လာရင် strategy ကြောင့်အောင်မြင်သွားတဲ့နိုင်ငံကတော့စင်ကာပူနိုင်ငံဖြစ်ပါတယ်စင်ကာပူနိုင်ငံတစ်ချိန်လုံးကကျွန်တော်တို့ကအရှေ့တောင်အာရှမှာတော်တော်အဆင်းရဲဆုံးနိုင်ငံတွေထဲမှာပါပါတယ်စင်ကာပူတွေမဟုတ်ပါဘူးကျွန်တော်တို့ပြီးခဲ့တဲ့ match ကကျွန်တော်ကိုရီးယားကိုစာပေဟောပြောပွဲရောက်ပါတယ်ကိုရီးယားမှာမြန်မာဝန်ထမ်းပေါင်းကျွန်တော်အလုပ်သမားလို့မသုံးပါဘူးဝန်ထမ်းလို့သုံးပါတယ်မြန်မာဝန်ထမ်းပေါင်း1000ကျော်ရှိပါတယ်ဒါ G2 လို့ခေါ်တဲ့ government to government ရာတခြားလည်းအများကြီးရှိသူတို့ကဖိတ်တဲ့အတွက်ကိုရီးယားဒီကျွန်တော်အဲ့ဒီမှာရောက်တာတဲ့ကျွန်တော်ရဲ့ personal ဒီ guide ပေါ့ Mr. သူ့နာမည် Angelo လားမသိဘူးဘိုးနာမည်ပေါ့ကိုရီးယားနာမည်ကတော့မမှတ်မိတော့ဘူး Mr. Angelo အသက်82နှစ်ရှိပြီသူကလက်ဆွဲနှုတ်ဆက်ပြီးကျွန်တော်စာရေးဆရာမလည်းသူကလေးစားတယ်သူကစာဖတ်တာဝါသနာပါသူရှင်းပြတယ်ဘာပြောလဲဆိုတော့ type တဲ့သူတို့ကကျွန်တော်နာမည်ဆိုရင်နိုင်ငံသားတွေကဒီအဖျားဆွတ်ခေါ်တာ type လင်းကတော့တမင်သက်အခေါ်မခံဘူးတချို့ anti တွေခေါ်လင်းလို့ဖြစ်သွားတော့တိတ်အဆင်မပြေဘူး type တဲ့အဲ့တော့ကိုရီးယားဟာတောင်ကိုရီးယားတစ်ချိန်တော့အာရှမှာအဆင်းရဲဆုံးနိုင်ငံနဲ့အာရှမှာအဆင်းရဲဆုံးနိုင်ငံနော်ဒါပေမဲ့ဆင်းရဲတာကိုမြင်ရတာငါတို့မျိုးဆက်ကနောက်ဆုံးပဲတဲ့သိလားမသိဘူးသူက82နှစ်ရှိနေတာ哦ငါတို့သားလေးတွေမြီးလေးတွေကဆင်းရဲတာကိုမမြင်ရတော့ဘူးလေကျွန်တော်တို့မြန်မာတွေလည်းအခုချိန်ကြီးကျွန်တော်တို့ကဆင်းရဲတာကိုမြင်နေရသေးတယ်အဲကျွန်တော်တို့မြီးလေးတွေလက်ထက်ရောက်ဆင်းရဲတာကိုမမြင်ရတဲ့နိုင်ငံသူတို့ကိုကျွန်တော်တို့ဖန်တီးပေးဖို့ဒါပေမဲ့သူကဂုံယူပြီးပြောတယ်
ကိုရီးယားဘယ်လောက်တော့ဆင်းရဲလဲဆိုရင်လည်းမနေ့တယောက်နဲ့တယောက်တွေ့မင်္ဂလာပါမပြောနိုင်ဘူးတဲ့မင်းထမင်းဝါရဲ့လားမေးရတာထမင်းစားရလားမေးရဒီကနေ့သူတို့ဒီအာရှရဲ့ထိပ်တန်းနိုင်ငံဖြစ်လာ product marketing strategy ကောင်းလို့ဖြစ်တယ်အဓိကသူ့ရဲ့ high touch ဖြစ်တဲ့ Samsung တို့ဘာလို့ကျွန်တော်မပြောသေးဘူးသူ့ရဲ့အဓိက kimchi တစ်ကသူရောင်းနေတာ ginseng ကဘာလုံးကိုရီးယားရောင်းနေတာ cosmetics အာရှမှာ cosmetic market အကြီးပဲတရုတ်တိုးတွေသူစီလာရင်တယောက်ကို380ပို့ဝယ်တယ် place marketing နေရာကို marketing လုပ်တယ်အဲ့ဒီ၄ခုလုံးဟာကျွန်တော်တို့ country model ရကျွန်တော်တို့ land လုပ်လို့ရတယ်ကျွန်တော်တို့ဘယ်နိုင်ငံရောက်ဒါတော့ကျွန်တော်ကိုယုံကြည်ချက်ပြောကိုနိုင်ငံအတွက်စဉ်းစားတယ်သူတို့နိုင်ငံအောင်မြင်နေတာတွေကိုကိုနိုင်ငံအတွက်ဘလို့မြန်မာအနီမြန်မာယူလို့ရလဲစဉ်းစားဥပမာကျွန်တော်ရောက်တာနဲ့ kimchi ပြတဲ့ ginseng ပြလိုက်တယ်2နှစ်သား ginseng 3နှစ်သား ginseng ကျွန်တော်နဲ့ပါလာတဲ့ aunty တိတ်သဘောကျကောင်းလိုက်တာ ginseng 360ဘိုးဝယ်လာတယ်ရန်ကုန်လည်းရောက်တော့ကျွန်တော်ဖုန်းဆက်ပေးတယ်ဆရာအဲ့ဒါတွေဘလို့စားရမလဲကျွန်တော်လည်းမသိဘူးဘယ်သူဝဲချင်မှာဟောပြောလိုက်တာလဲရှုံးရှုံးဝေးလို့ပြီးပတ်ကင်လောက်ထားတာလဲဝဲချင်စရာလေးတွေဂျဲကျိုးကျိုးသိတယ်မလားဂျဲကျိုးကျိုးရောက်တယ်ကိုရီးယားမှာလေးတွေဖြူဖွေးနေတာတမီးတို့ကဒီဂျဲကျိုးကျိုးပြားရင်နဲ့ပေါင်းတင်တာလို့မျက်နှာလေးတွေဖြူဖွေးနေတာကျွန်တော်ပြောမယ်ကိုရီးယားထဲမှာမဲတာတွေ့ဘူးလို့ရောက်မှမရှိဆိုတော့သူရေကမြေကန်ကြောင့်လည်းဖြစ်မှာဝယ်သွားတဲ့အန်တီကမကြီးကုန်းရွာဆိုတော့ကျွန်တော်တို့ခုနကဒါပေမဲ့သူတို့ကိုကျွန်တော်တို့ကnegative ပြောနေတာမဟုတ်ကျွန်တော် lesson learn လို့သူတို့ product ကို value added လုပ်တိုက်တယ်ဒီနေ့ကျွန်တော်တို့တနခါပြတိုက်လုံးသင့်နေပြီ national level မှာပသိမ်ဟိုတနေ့ရောက်တဲ့ဟာလဝါပြတိုက်လုံးသင့်နေပြီနိုင်ငံသားတွေကိုဟာလဝါတို့ထိုးမှုတ်တယ်မှာစီနေနဲ့ရှော့ရဒီမွေးကားဆိုတာ ingredient 100ကျော်ပါတယ်မြန်မာမွေးကားမြန်မာတွေရဲ့ national breakfast ဖြစ်တယ်နိုင်ငံသားတွေကကဘာကိုလဲတဲ့အခါမှာ6တောင်းနဲ့ပဲလဲတာမဟုတ်ဘူးအစာအိမ်နဲ့လည်းလဲတယ်ကျွန်တော်ပြင်သစ်ကိုရောက်ရင်ပထမအဆုံးရောက်တဲ့နေ့မှာတော့ကုန်းမောင်ကြီးကျော်မစားဘူးပြင်သစ်စာတော့စားမှာပဲသဘောပေါက်မှထင်တယ်မြန်မာပြည်မှာမြန်မာ food marketing ကလည်းအရေးကြီးပါတယ်ကျွန်တော်တို့ကဘာကိုပြန်ရောင်းလို့ရတယ်တရုတ်ကြိုက်နိုင်တဲ့မြန်မာအစားအစာတွေအများကြီးပဲဒါဟာတီဘောမင်းညာတိုင်းစားတဲ့မင်းတို့မင်းညာတိုင်းစားတဲ့ဖင်စီဘူးနှစ်ခုအမလေးတရုတ်ကြိုက်သိကြိုက်မှာမြန်မာနန်းတွင်တောင်ပန်ကျော်တွေပါလေလှုပ်ပလိုက်ပါ so it's a storytelling เนาะကျွန်တော်တို့နောက်တစ်ခုကျွန်တော်တို့ဗာလေ kimchi making class ဆိုတာသိလားမသိဘူး kimchi တွေလှုပ်တာဒေါ်လာ30ပေးရတယ်လင်းသားကျော်ပြောတော့ kimchi လှုပ်တတ်သလားဆိုတော့မလှုပ်တတ်ဘူးမုံငင်းတဲ့ဟာနဲ့နေတတ်သွားလက်ဖက် making class လုပ်လို့ရတယ်လေအမေဘာလို့မလှုပ်တာလဲလို့မပြောနဲ့ကျွန်တော်တို့ကပြောတဲ့သူပဲကျွန်တော်တို့ကပြောတယ်ဆိုတာလှုပ်တဲ့သူတွေ thinking ဝင်လာအောင်ကျွန်တော်တို့ပြောလို့တယောက်တော့လှုပ်သိရင်အဲ့ဒါကျွန်တော်တို့လှုပ်တာကျွန်တော်လုံးမအောင်ဘယ်တော့မှမပြောဘူးလေလှုပ်သွားမှာလေကျွန်တော်လုံးမအောင်တော့မပြောဘူးကျွန်တော်ခုနပြောကျွန်တော်ပြောတာတွေကကျွန်တော်တို့မလုံးမဲ့ဟာတွေကိုပြောတာဒါပေမဲ့လူချင်းမလို့ it's up ဘာလို့ကျွန်တော်မလုပ်လဲကို inspiration မရှိလို့ကိုလောကမှာအဆန်ရှိတိုင်းအရင်နေ့ရှိတိုင်းအောင်မြင်တာမဟုတ်အရေးအကြီးဆုံးအချက်ကတော့သင်ရဲ့ passion ပဲဒါကိုဘယ်လောက် passion ရှိတယ်ကျွန်တော်သင်တန်းကျောင်းတိုးချက်ပြီးဖွင့်တယ်ကျွန်တော်သင်တန်းကျောင်းဘယ်တော့မှမရှုံးစေရဘူးဘာလို့ passion ရှိတာမိုက်ကိုကျွန်တော် passion ရှိတယ်ဒါပေမဲ့စားတောက်ဆိုင်ရန်ကုန်မှာအရန်အောင်မြင်တယ်နော်အခုစီးပွားရေးတိုင်းကြာတာစားတောက်ဆိုင်နဲ့အောင်မြင်တယ်ဒါပေမဲ့လင်းတန်းကျောင်းစားတောက်ဆိုင်ဖွင့်ပါလားလာပြောရင်ကျွန်တော်မဖွင့်ဘူးဘာလို့ကျွန်တော် passion မရှိဘူးပြီးဦးစိုးညီကဖီးရအောင်မြင်တယ်သူ passion ရှိတာသူကမီးဖို့ကြောင်တဲ့အထိဝင်တယ်လေစာတင်တာဟောပြောတာစာအုပ်လုပ်တာကျွန်တော် passion ရှိတယ်အဲတော့ကျွန်တော်တို့တချို့ဟာတွေက opportunity ရှိမှန်းသိတယ် passion မရှိရင်လုပ်လို့မရလက်ဖက်ကို passion ရှိတဲ့သူတွေလုပ်တယ်ကျွန်တော်တို့လက်ဖက် making class တကယ်ကို marketing ဘယ်လောက်ကောင်းလဲဆိုတော့ cosmetics ရဲ့ကိုရီးယားတွေကဒီတိုင်းပါနော်နေရာဆိုရင်အားလုံးသိတယ်ကျွန်တော်တို့ Anso Tower အားလုံးသိပါတယ်တောကျိတ်လေးတွေချိန်တသက်မကွဲဘူးတဲ့ဘယ်ကောင်ကဘယ်ခေတ်မှာဂျင်းထည့်သွားလဲမသိအဲ့ဒါလည်းမြန်မာစကားမတက်လို့နော်ဂျင်းထည့်တာကောင်းတယ်နော်ဂျင်းထည့်တာကျမ်းမာရေးနဲ့ညီညွတ်တယ်အဲ့ဒါမြန်မာစကားမတက်လို့ကျွန်တော်မိတ်ဆွေတွေနော်ကျွန်တော်တို့ဝင်းမောင် point နေကြဆိုရင်ဂျင်းထည့်ပြီးနေပေါင်းများစွာအောင်မြင်တယ်ဝင်းမောင်နဲ့ဟိုတနေ့ပြုံးနေမှာတော့ကြက်တုံရောင်းပါသေးတယ်အေဂျာစီထဲမှာလေအဲ့ကျွန်တော်တို့ကဂျင်းဆိုတာခုနပြောသလိုမြန်မာစကားကလည်းထားပါတော့ဗျာဒါမြန်မာစကားကနောက်ကြမှာပြောမယ်အဓိကတော့ကျွန်တော်ခုနပြောသလိုကိုကတစ်ခုခုကိုကျွန်တော်တို့စဉ်းစားမယ်ဆိုရင် place marketing ကလည်းလုပ်ဖို့ကအရေးကြီးဒါပေမဲ့အဲ့ဒီမှာလူတွေအများကြီးပဲကျွန်တော်တို့ဥပိ္ပဒတာလုပ်ပါလားနော်အရှိနဲ့အနောက်ကိုတစ်ခေါက်ပြည့်အောင်ရှောက်ရင်တသက်မကွဲဘူးတစ်ခါရှောက်ရင်$10 it's a place marketing နော်ဒါကြောင့်ကျွန်တော်တို့ဒီနေ့ကမှာစင်ကာပူဒီ strategy နဲ့ပတ်သက်ရင် Lee Kuan Yew ရဲ့ strategy နဲ့ပတ်သက်တဲ့ကျွန်တော်တိတ်ကြိုက်တဲ့ strategy watch ကတော့ငြိမ်ငြိမ်လေးမတ်တက်ရက်ပြီးအဲ့မှာနည်းနည်းလေး typing error ဖြစ်နေပါလေရဖြစ်နေပါရက်ပါငြိမ်ငြိမ်လေးမတ်တက်ရက်ပြီးနေတာဟာပြတ်သုံးပြောက်ကွယ်ဖို့အသေးချာဆုံးနီးလန်းတစ်ခုဖြစ်ပါလူချင်းမရက်နေရရင်မအောင်မြင်ဘူးလှုပ်နေရဒုက္ခတွေကလာရင်ဒုက္ခထက်ပိုလှုပ်ရမယ်ဒုက္ခထက်ပိုလှုပ်တာကိုကျွန်တော်ကနာမည်ပေးထားတယ် dancing with problem ပြဿနာတွေနဲ့ dance ကပ်လိုက်ပြဿနာမျက်စိလဲသွားမယ်လာတော့သူ6ဖို့လာတာသူတွဲတောင်ကနေပြဿနာကြောက်တဲ့သူဖျဲ6တယ်နော်ကျွန်တော်တို့
ရေနဲ့တယ်မလားရေနဲ့ရေမကူးတတ်တဲ့သူတိုင်းမသိဘူးရေကူးတိုင်းတော့မသိဘူးများတယ်ရေနဲ့ရေမကူးတတ်တဲ့သူတိုင်းမသိဘူးဘယ်လိုလူမျိုးတွေသိလဲလက်လျှော့လိုက်တဲ့သူတွေသိတယ်ရက်လိုက်တဲ့သူတွေရေနဲ့တယ်ရေမကူးတတ်ဘူးလှုပ်နေလေအ ਨੇ ဆုံးတော့ဟူဟာဘုံဆိုအ ਨੇ ဆုံးတော့ကန်းမြင်နိုင်တယ်အပေါ်တက်လိုက်အောက်ဆင်းလိုက်လေးဖြစ်နေမယ်ငါသေးပြီငါရေမကူးတတ်ဘူးပလုံးသုံးမြုပ်ဒုက္ခတွေတွေ့လာရင်တော်တော်များများရက်ပလိုက်တယ်သိလားမသိလုံးနေတာတွေကိုရက်ပလိုက်တယ်လူချင်းတို့အခက်ခဲတွေ့တဲ့အချိန်ကလူချင်းတို့အလုပ်တွေကိုပို့လောက်ရမယ့်အချိန်ဖြစ်တယ်ဒုက္ခတဲ့ပို့လုံးမှရမယ်ကျွန်တော်တို့ကအဲ့ဒါကို overcome လုပ်မှရဒုက္ခရောက်နေတဲ့အချိန်တချို့စိတ်တက်ကြပြီးငြိမ်လိုက်ရင်ပို့ဆိုးသွားမယ်လူချင်းတို့ဆုံးမြုပ်သွားလိမ့်မယ် live မှာကကျွန်တော်တို့ခုနပြောသလိုအခက်အခဲတွေကအများကြီးရှိတယ်ကျွန်တော်တို့အဲ့ဒီအခက်အခဲတွေကိုကျွန်တော်တို့ခုနပြောတယ်လီကွမ်ညွရဲ့စကားလေးကကျွန်တော်တိတ်ကြိုက်ပါတယ်မတက်ရပြီးမနေပါနဲ့ကျွန်တော်ဘယ်တော့မှမတက်ရပြီးမနေပါဘူးထိုင်မဲနေပါတယ်ဟုတ်ဘူးเนาะကျွန်တော်နောက်စင်ကာပူဖြစ်လာအောင်လုပ်တဲ့လီကွမ်ညွရဲ့မဟာဗျူဟာ2ရက်ဖြစ်ပါကျွန်တော်သုံးသပ်ထားတာမဟုတ်ပါဘူးသူကိုယ်တိုင်သူ့ရဲ့အထုပ်ပတ်တိမှာရေးတာဖြစ်တယ်ဒီစင်ကာပူဒီဘာလို့အောင်မြင်လဲဖားကုန်ခုံတယ် frogly ငါတို့နိုင်ငံမှာဒါလောက်တော့မရှိသေးဘူးမင်းတို့ကဘာတွေလာပြောနေတာလဲဖားကုန်မခုံတဲ့သူတွေပြောတာအဲ့ဒါကိုယ့်ဘာသာကိုဘာပဲဖြစ်ကျွန်တော်တို့ကအမြဲတမ်းသူများလောက်တော့ကြော်လို့ရတယ်ဖားကုန်ခုံလို့ရတယ်ကျွန်တော်တို့အားလုံးဖားကုန်ခုံပြီးတော့အင်တာနက်ကိုသုံးလာတာမိုဘိုင်းနဲ့အင်တာနက်တူတူဖြစ်လာတာလေမဟုတ်ဘူးလားဒီကမ္ဘာလုံးကမိုဘိုင်းသုံးပြီးမှအင်တာနက်သုံးတာလေဒါပေမဲ့မြန်မာပြည်ကမိုဘိုင်းရောအင်တာနက်ကိုတွဲသုံးမလိုက်တာအဲ့ဒါဖားကုန်ပဲကျွန်တော်တို့ကဖားကုန်သိဝါသနာပါ country ရဲ့ development ကဖားကုန်လုံးလို့ရတဲ့ကိစ္စတွေလည်းအများကြီးပဲသို့တော့ဒါတွေကပြောတော့လွယ်တယ်လုံးတော့ခက်တယ်ဆိုတာနားလေတယ်ကျွန်တော်ပြောခဲ့ပြီးသားပဲပြောတော့မပြောရင်ဘယ်တော့မှလုံးမှာမဟုတ်ဘူးနောက်ဆုံးတစ်ချက်စင်ကာပူရဲ့မဟာဗျူဟာကတော့ first world conditions များကို third world country မှာဖန်တီးတည်ဆောက်ထားတာဖြစ်ပါတယ်စင်ကာပူဒီတစ်ချိန်တော့တတိယကမ္ဘာဖြစ်တယ်ပြောချင်တာတော့ developing country ဖြစ်တယ်ဒါပေမဲ့ first world ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာရှိတဲ့ facility တွေကိုသူရဲ့တတိယကမ္ဘာမှာဖန်တီးထားပြီservice ကိုခေါ်တာပေါ့နော် service industry ဒီနေ့စင်ကာပူဒီ service ရဲ့ income ကအမြင့်ဆုံးရနေတဲ့နိုင်ငံဖြစ်ပါတယ်အဲကြောင့်ဒါကတော့ကျွန်တော်တို့က country case study အနေနဲ့တင်ပြတာဖြစ်ပါတယ်မြန်မာပြည်မှာကျွန်တော်တို့ဒီ big questions ကတော့ကျွန်တော်တို့နိုင်ငံဟာဘာစီးပွားရေးကိုလုပ်မှာလဲနောက်မျိုးဆက်တွေကဒါတွေကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်အဲတော့တမျိုးပဲလုပ်တဲ့ကမ္ဘာမှာ Switzerland ဆိုရင်ဘာပဲလုပ်လဲအားကြီးပဲရောက်ပြင်သစ်ဆိုရေမွေးပဲရောက်တယ်ဒါပေမဲ့အကောင်းဆုံးတော့ဖြစ်အောင်လုပ်မြန်မာဒီကနေ့ဘာအကောင်းဆုံးလဲတယံဇာတတွေကြီးပဲလို့မရအောင်ကမ္ဘာမှာ trade ကုန်သွယ်ပြီးချမ်းသာလာတဲ့နိုင်ငံတနိုင်ငံမှမရှိဘူးကုန်ပစ္စည်းထုတ်မှရ product ထုတ်မှရတော့လူချင်းတို့ခုနပြောတယ်ကျွန်တော်အဲ့မြန်မာ product တွေထုတ်ကြည့်ပါအဲ့ဒီမြန်မာ product တွေကမ္ဘာကိုရောင်းကြည့်ဖို့လိုပါတယ်မြန်မာတွေမှာ value ရှိတဲ့ product တွေအများကြီးပဲ marketing value လေးကျွန်တော်တို့ကထည့်ကြည့်ဖို့ဒါလိုဖြစ်ပါတယ်ဒါလေးကိုကျွန်တော်ဒီနေ့အလေးနဲ့တင်ပြတယ်ဒါကြောင့်ကျွန်တော်ဒီနေ့အောင်မြင်တဲ့ပတ်သက်လာရင်ကျွန်တော်တို့ကတောက်လျှောက်ကျွန်တော်ပြောတယ်မြန်မာ way to success နိုင်ငံသားပညာရှင်များဟာကျွန်တော်တို့ကို100%ဘလို့မှအကြံမပြုနိုင်ပါဘူးဒါကိုကျွန်တော်တောက်လျှောက်အမြဲတမ်းပြောဘာလို့လဲဆိုတော့သူတို့နဲ့ကျွန်တော်တို့ကသူတို့ကကမ္ဘာအချမ်းသာဆုံးနိုင်ငံလာပါတယ်ကျွန်တော်တို့ကကမ္ဘာမှာအဆင်းရဲဆုံးနေပါဖြစ်နေပါတယ် culture လည်းမတူပါဘူးစဉ်းစားတာလည်းမတူပါဘူးဒါကြောင့်ကျွန်တော်ဒီတာလေးကို English ကိုကျွန်တော်ပြန်ထားတယ်နောက်လာဆိုရင်ကျွန်တော်16နိုင်ငံမှာစရောက်မယ်မြန်မာပြည်မှာတော့မြန်မာ version နဲ့လည်းရပြီ English version နဲ့လည်း city map တွေမှာဝယ်လို့ရပြီမြန်မာ way to success မြန်မာအနီးမြန်မာဟန်နဲ့ဒါအောင်မြင်နိုင်တာဖြစ်ပါတယ်ကျွန်တော်တို့တောက်လျှောက်ခုနပြောတယ်ခေါင်းဆောင်မှုတွေကျွန်တော်တို့ဒီခမ်းမထဲမှာပဲခေါင်းဆောင်မှုပြောတချို့ကလည်းပြောတယ်မင်းတို့ကခေါင်းဆောင်မှုတွေပဲပြောနေတာနောက်လိုက်ကောမသိဘူးလားလေနောက်လိုက်ပညာကျွန်တော်ပြောကမ္ဘာမှာနောက်လိုက်ပညာမရှိဘူးခေါင်းဆောင်မှုပညာပဲရှိတယ်နောက်တစ်ခါကျွန်တော်တို့နောက်လိုက်ဖြစ်အောင်ကသင်စရာမလိုဘူး automatic ဖြစ်တယ်စလောက်တာနဲ့နောက်လိုက်ဖြစ်ပြီသို့တော့နောက်လိုက်ကောင်းဆိုတာလိုတယ်သို့တော့လူငယ်တွေကို round concept ပေးတာကနောက်လိုက်ကောင်းဖြစ်အောင်ကြိုးစားတာကမ္ဘာမှာတယောက်မှမရှိဘူးခေါင်းဆောင်ကောင်းဖြစ်အောင်မှန်းကြိုးစားတာသိလားမသိခေါင်းဆောင်ကောင်းဖြစ်အောင်ရည်မှန်းပြီးစူးစမ်းနေတဲ့တစ်ချိန်မှနောက်လိုက်ကောင်းနေဖြစ်ခဲ့တာသိလားမသိဘူးမှားနေတဲ့လူငယ်တွေနောက်လိုက်ကောင်းဆိုတဲ့ရည်မှန်းချက်မဟုတ်ဘူးနော်ခေါင်းဆောင်ကောင်းတာရည်မှန်းချက်သို့တော့ခေါင်းဆောင်ကောင်းဖြစ်ဖို့ရည်မှန်းပြီးစူးစမ်းတဲ့သူဝုန်းဝင်နဲ့မဖြစ်ဘူး step by step သွားရတာနောက်လိုက်ကောင်းဖြစ်ခဲ့တာအဲ့တော့အဲ့ဒါလို့နောက်လိုက်တင်တန်းတာဖွင့်လို့ရမြန်မာကိုကဘာအထင်သေးရတဲ့တဲ့ပို့အထင်သေးကုန်တော့မှာပေါ့ဟဲမြန်မာတွေကနောက်လိုက်ဖြစ်အောင်တော့တင်တန်းတက်ရတယ်နော်အမလေးအဲ့ဒါဆိုပို့ပြီးတော့ဝကွဲသွားမယ်ဆိုတော့ကျွန်တော်တို့ခုနပြောသလိုကျွန်တော်တို့မြန်မာဟန်မှာလဲကဘာမှာနီးတွေအများကြီးရှိတယ်38 way to success 38ပြမင်္ဂလာပဲကြည့်ကျွန်တော်တို့ကဒီနေ့ကဘာမှာပြောနေတဲ့ gurus တွေအောင်မြင် gurus တွေအားလုံးကိုရှင်းနိုင်တယ်ကျွန်တော်ဒါကြောင့်ကျွန်တော်ခုနပြောတယ်မြန်မာ way to success မှာဒီနေ့ကျွန်တော်မျှဝေခြင်းနဲ့ဒီကုန်းလည်းချုပ်ရတော့မှာမလို့မျှဝေခြင်းနဲ့ဟာတော့ပြဿနာတွေရင်ဆိုင်လာရရင်လူကြီးမင်းတို့သူတော်ကောင်းဆန်ဆန်ရင်ဆိုင်ဖြေရှင်းဖို့တရားဝါဒဗုဒ္ဓဘာသာကသူတော်ကောင်းတရားကိုကဘာကိုဖြန့်ဝေတဲ့ဘာသာဖြစ်တယ်ဒါကဘာသာရေးပြောတာတော့မဟုတ်ဘူးတခြားဘာသာတွေလည်းသူတော်ကောင်းတရားကိုဖြန့်ဝေတာပဲသို့တော့ကျွန်တော်တို့တရားဝါဒဗုဒ္ဓဘာသာကျွန်တော်ဗုဒ္ဓဘာသာဖြစ်တဲ့အတွက်ဗုဒ္ဓဘာသာအရာပဲပြောနိုင်တာပေါ့နော်တခြားဘာသာတွေမှာလည်းသူတို့ဘာသာအရာသူတော်ကောင်းတရားကိုဖြန့်ဝေတဲ့နည်းတွေရှိတယ်ကျွန်တော်တို့ဘာသာမှာသိဝင်စားဖို့ကောင်းတာကဒီနေ့ကပါကျုပ်ဆရာတော်ကြီးရဲ့တရားတစ်ပုဒ်ကိုနာရင်းနဲ့ကျွန်တော်ဒီ message ရတာဝရိန္ဒာ net တွေကသူတော်ကောင်းလို့တတ်မှတ်တဲ့အချက်9ချက်ရှိ
သူတို့ကဘာနဲ့တတ်မှတ်တာလဲဆိုတော့သူတို့ရဲ့ net တို့ရဲ့ဘယင်တရားမင်းရဲ့စံနဲ့တတ်မှတ်အလင်းတို့ပြဿနာတွေဖြစ်လာရင်ကို့မှာအဲ့ဒီသူတော်ကောင်းစံနဲ့ရင်ဆိုင်ဖြည့်ရှင်းတို့နဲ့သူတော်ကောင်းတွေရဲ့ဝိသေသလက္ခဏာနဲ့ရင်ဆိုင်ဖြည့်ရှင်းကျွန်တော်တို့ပြဿနာတွေက overcome ဖြစ်နိုင်မှာဒါကမြန်မာဒီမြန်မာဖြစ်တယ်အင်္ဂလန်ကသွားတာပြောတာမဟုတ် Oxford ကပြောတာမဟုတ် Harvard ကပြောတာမဟုတ်ဘူးမြန်မာ culture ကကျွန်တော်တို့သင်ကြားတာဖြစ်ပါတယ်နံပါတ်1ကတော့ net တွေတတ်မှတ်ထားတဲ့သူတော်ကောင်းဆိုတဲ့အရေးသွေး9ရက်မှာနံပါတ်1ကတော့ဒါမိဘကျေးဇူးတည်တဲ့သူပေါ့ဒါတော့ဗုဒ္ဓဘာသာမြန်မာလူမျိုးများအနေနဲ့အထူးတလည်းပြောစရာမလိုပါဘူးနှစ်ကတော့ယိုသေလေးစားထိုက်သူများကိုလေးစားသူပေါ့ကျွန်တော်တို့မြန်မာသွန်သင်ထားတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်ဘယ်လိုလူမျိုးတွေကိုလေးစားရမလဲဆိုတော့၃ကတော့စကားပြောယဉ်ကျေးတိမ်မွေ့သူအဲ့ဒါလည်းအလွန်အရေးကြီးပါအပြောဆိုယဉ်ကျေးဖို့ကအလွန်အရေးကြီးပါဈေးရောက်ရင်ယဉ်ကျေးရောက်ရင်ဈေးကြီးအောင်ဝယ်တယ်အလိုက် marketing စကားရပြောအလိုက်ကန်းစုသိဖို့လို့ customer ဝင်လာတယ်အဲ့ဒီ ND ကပြောတယ်အမလေးရောက်နေတဲ့ကောင်မလေးက ND မဝယ်တော့ဘူးပြန်ထွက်သွားတယ်အဲ့နဲ့ပတ်သက်မန္တလေးဈေးချိုတိတ်တော်တယ်ဟိုတနေ့ကကျွန်တော်ဈေးသွားဝယ်တယ်အမေကမှလည်းဈေးချိုတဲ့ရောက်ဈေးထက်ဝက်ဆက်တယ်ဈေးကြီးတယ်ညနာနဲ့ကောင်မလေးတက်လာပတ်ပါလေးဈေးစရာခေါ်လိုက်တဲ့စကားကဟတ်ထိပါတနိုင်ငံလုံးကဈေးတယ်ကျွန်တော်ဘာလို့မန္တလေးကမြန်မာပြည်ရဲ့နောက်ဆုံးမြို့တော်ဆိုအပြောဆိုတိတ်ရင်ကြီးတာစားပါအောင်ပြောတာတောင်းဈေးတယ်သူက3ဆောင်ပါအောင်တူးနော်3ဆောင်ပါအောင်နဲ့စားပါအောင်မတူဘူးရင်ကြီးတိမ်မိုးတယ်ဆိုဟာဝယ်ကျင်သွားသူကတွေ့တနိုင်ငံလုံးကဈေးတယ်မခေါ်တာခေါ်ကျွန်တော်တွေ့တယ်ခေါ်ဘာခေါ်လဲဆိုမောင်ကြီးလင်းတိုင်းညဟက်ထိသွားတယ်တနိုင်ငံလုံးကဈေးတယ်ဒါမျိုးပြောတာတခါမကြဘူးဒါပေမဲ့စိတ်ကတော့ထိန်းတာအမေပြောတယ်ဈေးကြီးတယ်ဆရာပြောတဲ့စကားမစစ်ရတော့တော့ဘယ်လိုပြောမောင်ကြီးတဲ့ဝယ်သွားပါတဲ့ဒါအရင်ပါတဲ့မောင်ကြီးနှမမွေကြိုက်ရပါစေရဲ့သူတော်ရုပ်ချောချောလေးမွေကြိုက်မဲ့ကြိမ်နေတာမစစ်ရတော့လမ်းရောက်မှပြန်စဉ်းစားဘီအေးနှစ်ခါနာဆိုတာအဲ့ဒါပြောတာသူပြောတဲ့စကားရှင်းရှင်းလေးလေးမောင်ကြီးနှမမွေကြိုက်မယ်ပြောတာကိုကြိုက်မယ်တကြောင်မှမပါကိုကဈေးကြီးလဲပေးဝယ်ရသေးတယ်အေးပြောင်းသွားရင်ကိုနှမလည်းမွေကြိုက်ကန်တီအဲကျွန်တော်ကပြောတယ်ဒီကောင်မလေးကသူဒီဝန်ထမ်းဖြစ်တယ်ဒါပေမဲ့သူ့ရဲ့စိတ်တက်ကIS မြင်ပါတယ်မကြသေးဘူးမှာသူဒီအလုပ်ရှင်ဖြစ်လာမှာပဲသူဒီသူ့လုပ်ကိုသူပိုင်တယ်လို့သဘောထားတယ်သူ့လုပ်ကိုသူအကောင်းဆုံးဖြစ်အောင်လုပ်တယ်သူ့လုပ်ကိုသူအကောင်းဆုံးအားထုတ်မှုကျွန်တော်ချက်ချင်းအဲ့ဒီဆိုင်ပိုင်ရှင်ဖုန်းဆက်ပေးတယ်ကျွန်တော်လည်းကြွားရတော့ तू ကတော့ကျွန်တော်သိမသိသူ့ဆိုင်ရှိကတော့ကျွန်တော်သိတယ်မန္တလေးမှာကျွန်တော်တင်တန်းနေတော့တဲ့ကျွန်တော်နောက်တစ်ခါမန္တလေးပြန်အောင်တော့ तू ဒီ in charge ဖြစ်သွားပြီချက်ချင်းကိုအကျိုးပေးတယ်ဘဝအဲ့တော့ကျွန်တော်ခုနပြောသလိုသူတော်ကောင်းတရားတွေချက်ချင်းကိုယ်ချက်ချင်းကြိုးပေးတယ်သူတော်ကောင်းတရားဆိုတဲ့နေရာမှာလဲတွေးတဲ့သူတွေကိုရေးကြပြောတာဒီပင်လင်သူတော်ကောင်းတရားပဲအဲ့ဒီအတွက်လဲ business ရာအကျိုးဆိုကျွန်တော်တို့တရားတွေကလက်တွေ့ဘဝမှာဓာတ်ရိုက်အကျိုးပေးပါနောက်တစ်ခုကတော့ကျွန်တော်သူများအကြောင်းအတင်းမပြောတဲ့သူအဲ့ဒါအရန်ရေးကြည့်တယ်သူများအကြောင်းလူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင်နောက်တစ်ယောက်အကြောင်းပြောလို့ရှိတယ်လူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင်သူ့အကြောင်းနဲ့ကိုယ့်အကြောင်းပဲကျေးဇူးပြီးပြောလိုက်ပါအဲ့ဒါဆိုမကောင်းတာမပါတော့ဘူးဘာဖြစ်လို့လဲသူ့ရှေ့မှာတော့တိတ်မကောင်းမပြောဘူးလူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင်သူများအကြောင်းစပြောရင်အဲ့ဒါမကောင်းတာများကောင်းတာပြောတဲ့သူကမုဒိတာတရားသိကောင်းတဲ့သူတွေပဲကျွန်တော်တို့ကဂယုဏတရားပဲဖန်တီးလို့မရဘူးကိုအောင်နှိမ့်တဲ့သူတွေကိုပဲဂယုဏတရားရှိလို့မရကိုထက်မြင့်တဲ့သူကလည်းမုဒိတာတရားထွန်းကားဖို့လိုပါတယ်အဲကြောင့်ဘုဒ္ဓကျွန်တော်တို့မြန်မာနည်းမြန်မာဟန်တွင်တင်တာကဘာတွင်တင်တာတဲ့ပိုစနစ်ကြတယ်ရှင်းရှင်းပဲလူတစ်ယောက်နဲ့တစ်ယောက်တွေ့ရင်ကိုယ့်အကြောင်းနဲ့အဲ့ဒီတွေ့တဲ့သူအကြောင်းပဲပြောပါတယ်သူများအကြောင်းမပြောပါနဲ့ကျွန်တော် Facebook မှာကျွန်တော်အခုချိန်ကျွန်တော်ရဲ့ golden rules ကကျွန်တော် Facebook ရဲ့ wall ပေါ်မှာလင်းတိုင်းညွန့်အကြောင်းမဟုတ်တာဘယ်တော့မှမရေးဘာ message မှလည်းသူများအကြောင်းမရေးဘူးကောင်းတာလည်းမရေးဘူးဆိုတာလည်းမရေးဘူးအဲ့တော့ကျွန်တော် page ဖြစ်တယ်ကျွန်တော်အကြောင်းမရေးတယ်အဲ့တော့66ကနေလည်းလွတ်တာပေါ့သူများတွေမှာလည်းကျွန်တော် Facebook သုံးနေတော့ကျွန်တော် like fan 9သိန်းကျော်ရှိတယ်တော့ကျွန်တော်သူများတွေလည်းမြင်နေရတယ်ဆိုရင်ကောင်းတာတွေဆိုရင်သူတို့အောက်မှာဝင်ရေးတယ် congratulation ဝမ်းသာလိုက်တာဂုဏ်ယူစရာပဲကြည့်မရဘူးဆိုရင်ပထမအချက်ပေါ်လာတယ်ကြော်ပလိုက်တယ်ပထမအဆင့်ဒုတိယအဆင့်ထပ်ပေါ်လာတယ်ကြော်ပလိုက်တယ်တတိယအဆင့်ဘလော့ရင်ဘလော့လိုက်တယ်ဘန်းရင်ဘန်းလိုက်တယ်ဒါပေမဲ့စေရနာရကြည့်မရတာမဟုတ်ဘူးကိုတပည့်တွေဒါမှမဟုတ်ရေကိုမိတ်ဆွေတွေစာလုံးပေါင်းမှားနေတာလို့သိလားမသိဘူးသူတို့ကလည်းအချိန်ကြောင့်လေသိလားမသိတချို့ကြတော့အလုတ်အကင်ကြောင့်မိတ်ဆွေတွေချင်းချင်းမှားနေထောက်ပြမယ်တောင်းရတော့ရှိနေတာ哦ဆိုပေမဲ့ message box ကထောက် comment box ကထောက်မပြအောင်သိလားမသိဘူး तू ရှက်သွားမယ်မှားနေတဲ့အချက်ဆိုရင် message box ကနေတွားပြောတယ်ဘသူကိုတပည့်ဆိုရင်တော့ဟဲ့အောင်မင်းဒီစာလုံးပေါင်းမှားနေတယ်မြန်မြန်ပြန်ပြင်လိုက်အဲ့ဒါလေးတော့ကျွန်တော်ပြောတယ် negative သူများမှားတဲ့အချက်ကိုပြောမယ်ဆိုရင်ကျွန်တော်ဒီဘာနဲ့ပြောလဲဆိုတော့ခုနပြောတယ် message box ကပြောတယ် comment ကတော့ဘာပဲရေးလဲဆိုတော့ positive ပဲရေးတယ်ကြည့်မရရင်ကြော်သွားပလိုက်အဲ့ဒါဘာပြောလဲသူတော်ကောင်းတရားကိုကျင့်သုံးတယ်ကျွန်တော်ခုနပြောသလိုသူများအကြောင်းအတင်းအဖြစ်မပြောတဲ့သူဒါ net တွေကတတ်မှတ်တယ်ဖြစ်တယ်နော်
နောက်နံပါတ်5အရန်အရေးကြီးတယ်မစ္စရိယတရားမစ္စရိယတရားကလည်းအရန်များတယ်ဌာနနဲ့ပတ်သက်တဲ့မစ္စရိယကြောက်ကြားမှုနဲ့ပတ်သက်တဲ့မစ္စရိယဥစ္စာနဲ့ပတ်သက်တဲ့မစ္စရိယအရန်များပါတယ်မစ္စရိယတရားကလည်းကျွန်တော်တို့ကဖယ်ရှားနိုင်ရအောင်နော်ကျွန်တော်တို့နံပါတ်6ကတော့မှန်တဲ့စကားကိုပြောရမှန်တဲ့စကားကိုပြောတယ်ဆိုတဲ့နေရာမှာမှန်လဲမှန်ရမယ်တခြားသူလည်းအကျိုးရှိရင်တော့ပိုကောင်းပါနောက်ဆုံးတစ်ချက်ကတော့အမျက်ဒေါသကိုထိန်းနိုင်တယ်သူမရှိတဲ့သူလို့မပြောဘူးနော်ပုထုဇဉ်တွေဖြစ်တဲ့အတွက်ရှိမယ်သို့တော့ကျွန်တော်တို့လောကနီတိယအမျက်ဒေါသကိုကိုယ်နဲ့ချင့်ချိန်ပြီးထွက်တတ်ရတယ်ကိုယ်နဲ့ချင့်ချိန်ပြီးထွက်တတ်ရတယ်ကိုကလူက100ဘိုးရှိတယ်အမျက်က90ဘိုးလောက်ပဲထွက်ဖို့လိုတယ်100ဘိုးရှိတဲ့သူက120ဘိုးဒေါသထွက်ရင်ဘဝအပြည့်စည်းမှုဖြစ်လေကို1000ဘိုးရှိရင်800ဘိုးဒေါသထွက်လို့ရတယ်နော်သဘောပေါက်မှထင်ပါဒါအမျက်ဒေါသကိုချင့်ချိန်ပြီးထွက်ရမယ်လို့ဆိုလိုတယ်ပုထုဇဉ်တွေဖြစ်တဲ့မထွက်အောင်လုပ်ဖို့ကတော့ဒါကမလွယ်ဘူးကျွန်တော်တို့နော်အဲ့တော့သူတော်ကောင်းဆံဖြည့်ရှင်းမှုတဲ့ဒီ9ချက်ကိုကျွန်တော်အနေနဲ့လက်ဆောင်ပေးလို့ပါလူချင်းတို့ကိုစက်ကျင်တဲ့သူတွေတွေ့မယ်လူချင်းတို့အခက်အခဲတွေတွေ့မယ်လူတွေကကျွန်တော်တို့ဝေဖန်မှုတွေရှိလာရင်တာဝရိန်သာနဲ့တည်းရဲ့ဒီသူတော်ကောင်းတရား9ပါးကိုကျွန်တော်တို့နှလုံးသွင်းနိုင်မယ်ဆိုရင်ကျွန်တော်တို့ပြဿနာကိုstrategy ကိုကျွန်တော်မှန်မှန်ကန်ကန်တွေ့နိုင်မှာဖြစ်ပါတယ်ဉာဏ်လေးပြောရရင်တော့နောက်တစ်ခုကတော့ကျွန်တော်တို့မြန်မာနီးမြန်မာဟန်မှာတော့မြတ်စွာဘုရားရှင်ကိုရောမြတ်ကြီးကိုယ်တိုင်ဓာတ်ရိုက်ညွှန်ကြားတဲ့ပြဿနာဖြေရှင်းကံကောင်းအောင်လုပ်တဲ့နေရှိပါတယ်။ကံနေဆိုးလာပြီဆိုရင်ကံကောင်းအောင်လို့ပုပ္ပနာတုတ်တံမှာအားလုံးသိပါတယ်။ကောင်းသောမနက်ခင်းကောင်းသောညနေခင်းကောင်းသောနေ့လည်ခင်းဖြစ်အောင်လို့ကျွန်တော်တို့ကဗုဒ္ဓကကျွန်တော်တို့ဓာတ်ရိုက်ညွှန်ကြားတာ very clear ပါ။ကောင်းတာတွေကိုတွေးရမယ်။ကောင်းတာတွေကိုပြောရမယ်။ကောင်းတာတွေကိုလုပ်ရမယ်။ဒါဆိုကောင်းတာတွေဖြစ်မယ် very easy ပါကျွန်တော်တို့အတွေးတာတွေကိုအတွေးအရင်အရေးကြီးပါတယ်ကျွန်တော်အများအားပြောပါတယ်အုံနောက်ဟာစီပင်သားရအမိုက်ပုံမဟုတ်ပါဘူးခေါင်းထဲကိုမဟုတ်တာတွေရှောက်မထည့်ပါနဲ့သူများအကြောင်းတွေအရင်များနေရင်သူများအားနည်းချက်တွေကိုသိမြင်နေရင်ကိုယ့်ရဲ့အားအင်တွေဆုံးရှုံးတတ်ပါတယ်ဒါကြောင့်ကျွန်တော်ရှိတာပေါ့လေတယောက်နဲ့တယောက်ဟာဝေဖန်မှုလိုတယ်ဝေဖန်နေဆိုတာမေတ္တာကိုအခြေခံပြီးဝေဖန်မှုလိုတယ်တယောက်နဲ့တယောက်ထောက်ပြဖို့လိုတယ်မှားနေတဲ့သူတွေကိုဆဲလို့ရတယ်ဝေဖန်လို့ရတယ်ပြီးရင်တော့ပြင်ပေးရပြင်ပေးရဘာဖြစ်လို့လဲမြန်မာနိုင်ငံထဲမှာရှိတဲ့မြန်မာနိုင်ငံသားဖြစ်နေတာတခုတည်းရမယ်တို့တို့ဘယ်ပါတီဝင်ဖြစ်ဖြစ်ဘယ်အဖွဲ့ဝင်ဖြစ်ဖြစ်ဘာဖြစ်လို့လဲမြန်မာတွေအားလုံးမှန်တာတွေလုံးမှာကျွန်တော်တို့အခုကဝေဖန်တာနဲ့ဆဲတာသိအားကောင်းတယ်ပြင်တာနဲ့အားနေတယ်အချင်းချင်းကူညီဖို့လိုတယ်မှားနေတဲ့သူတွေကိုလည်းကျွန်တော်တို့မေတ္တာနဲ့ကူညီတယ်ဆိုတာ comment box ကဝင်မရေးတာပဲ message box ကနေပြင်ပေးပါ Facebook မှာပြင်ရတာပေါ့တခါတည်းကဟိုနဲ့တခါမှမတွေ့ဘူးတဲ့မိတ်ဆွေတွေရှိတယ်ပြင်ပေးရတာတွေအများကြီးပဲဒါကကျွန်တော်တို့ကမေတ္တာတရားကိုနော်သွားနိုင်မယ်ဆိုရင်ကျွန်တော်ကပြောတယ်ကံကောင်းတဲ့လူအဖွဲ့အစည်းကိုဖန်တီးနိုင်အဲကြောင့်ညီကုန်းချုပ်အနေနဲ့ strategy ဘိုင်းဆိုင်ရာမြန်မာအစဉ်လာမြန်မာ case study လေးတစ်ခုကိုပြောပြီးညီကုန်းချုပ်ပါကျွန်တော်ပြောတာတွေအားလုံးဟာမြန်မာကိုအခြေခံတာဖြစ်တယ်ကျွန်တော်တို့ဒီမြန်မာနိုင်ငံသားတွေဖြစ်တယ်မိတ်တယ်မြန်မာတွေဖြစ်တဲ့အတွက်မိတ်တယ်မြန်မာ strategy နဲ့ပဲကျွန်တော်တို့အောင်မြင်နိုင်မယ်သို့တော့ကဘာတော့လေးလာဒါပေမဲ့ဂျပန်လုပ်တဲ့အတိုင်းလိုက်လို့မရဘူးစင်ကာပူလုပ်တဲ့အတိုင်းလိုက်လို့မရဘူးမြန်မာဟာမြန်မာနီးမြန်မာဟန်နဲ့ပဲအောင်မြင်နိုင်အဲ့တော့ကျွန်တော်ဒီမှာကျွန်တော်တို့ရဲ့ Rama ဇတ်တော်ပြီးပြီဇနာဆိုတာယတဂီရိရဲ့ညီဖြစ်ပါတယ်ပြီးပြီဇနာဟာယတဂီရိယာမေတိရာကိုခိုးလာတယ်ဟုတ်တယ်နော်ကျွန်တော်တို့မေတိရာကိုခိုးလာတဲ့အခါကျတော့ရာမနဲ့လက္ခဏာလာတိုက်တော့ဘလူးတို့ရဲ့ညီလာခံမှာဒတဂီရိကိုသူ့ရဲ့ညီတော်ပြီးပြီဇနာပြောတယ်အရှင်မေတိရာကိုပြန်လွတ်ပါရာမနဲ့လက္ခဏာတိုက်ရိုက်ခိုက်တိတ်ကောင်းတယ်ကျွန်တော်တို့တိုင်းပြည်ပြတ်သွားလိမ့်မယ်အချစ်ကိုဦးစားမပေးပါနဲ့ဒတဂီရိကဒေါသထွက်ညီလာခံဘိုးဘုံအလဲမှာငါရဲ့ညီရင်းကငါ့ကိုဒီလိုစကားမျိုးပြောတယ်ဆိုပြီးသူ့ကိုခြေနှင်းနဲ့ရိုက်တာအနက်နဲ့ရိုက်တာပေါ့ပြီးပြီစနာကဘာဖြစ်သွားလဲဆိုတော့အဆက်ရချက်ချင်းပဲဒတဂီရိစီကထွက်ပြီးတော့သူနောက်တနေ့ဘသူစီရောက်သွားလဲဆိုတော့ရာမနဲ့လက္ခဏာစီရောက်အဲ့ဒါကိုကျွန်တော်တို့ management ပညာအရာဘာလို့ခေါ်လဲအပလူလို့ခေါ်တယ်ကိုလူသူ့ဘက်သားအပလူလို့ခေါ်တယ်ကုမ္ပဏီတွေမှာဟိုဘက်ကုမ္ပဏီကလူဒီဘက်ရောက်လာတာမျိုးပေါ့အဲ့ဒါအများတန်းရှိတယ်ဒီနေ့ခေတ်မှာ Candy တခုကသူ့ရဲ့ best practice ဆိုတာကိုထိမ့်သိမ့်လို့မရတော့ဘူးဘာဖြစ်လို့လဲကမ္ဘာပေါ်မှာ Samsung ရဲ့နည်းပညာ Apple ကိုရောက်တယ် Apple ရဲ့နည်းပညာ Huawei ရောက်တယ်ဆိုတာကဝန်ထမ်းတွေကြောင့်ရောက်တယ်လူတွေကြောင့်ရောက်တယ် HR flow ကြောင့်ရောက်တာဖြစ်တယ်တော့ပေါ့မယ်ထင်တယ်အတွေးခေါ်တွေကသွားနေတော့သူကပြီးပြီစနာဟိုခေတ်ကတော့ဒါကအတွေးသတင်းရနိုင်တာပေါ့နော်ဒါပေမဲ့ဒတဂီရိကစီကလာတာဖြစ်တဲ့အတွက် Brahma နဲ့လက္ခဏာလည်းအပလူတိုင်းချက်ချင်းလက်ခံလို့တော့မရအောင်ဒလန်တရှုဆိုတာဖြစ်နိုင်တယ်အဲတော့သူ့ကျိတ်ဆိုတဲ့မြောက်ပညာရှိကြီးနဲ့တိုင်ပင်ပြီးတော့သူဒီသူတော်ကောင်းတို့လက္ခဏာနဲ့ပြည့်မိတယ်ဆိုပြီးတော့သူ့ကိုလက်ခံလိုက်အချင်းရောက်တာနဲ့လာပြီးဟိုဘက်က enemy information စပေးပြီအားပေးလဲအရှင်ယတဂီရိကိုတိုက်မယ်ဆိုရင်9ရက်အတွင်းတိုက်ပါဒါဖြစ်လို့လဲယတဂီရိဟာအခုသိန်းကိုပြည်မှာဘလူးတို့ရဲ့
ရေရရာကိုလုံနေတယ်အဲ့ဒီရေရရာ9ရက်ပြည့်အောင်မြင်မယ်အဲ့ဒီရေရရာ9ရက်ပြည့်ခဲ့လို့အောင်မြင်သွားရင်သိန်းကိုပြည်ကြီးကို9ပြည်ထောင်မင်းတွေဘလို့တိုက်မနိုင်ဘူးဘလူရေရရာခြေနေမဖြစ်ဘူး information ရချက်ချင်းသွားတိုက်တော့ချက်ချင်းတော့မရအောင်ဒတဂရီရဲ့သားရှိတယ်ဒတဂရီဦးတွေပြတယ်နော်ဒတဂရီသားနာမည်ကဘာလို့လဲဆိုတော့အိန္ဒြဇီတအဲ့ဒီအိန္ဒြဇီတကိုပြောက်ပြီးတော့တိမ်စီးပြီးတော့သူကမြားတွေနဲ့ပြင့်ဒီဘက်ကအတုံးအယုံမဲ့ရာမနဲ့လက္ခဏာဒါပေမဲ့အတွင်းသတင်းထက်အရေးကြီးပြန်ဘိဗေဇနာဘယ်လိုလုပ်ရမလဲဆိုဘိဗေဇနာ information ထပ်ပေးတယ်ဒတဂရီရဲ့သားအိန္ဒြဇီတကို9လအတွင်းမိမကိုမမြင်ဘူးတဲ့သူမှမြင်နိုင်မယ်9လမိမကိုမမြင်ဘူးဒီခမ်းမှာဆိုအမျိုးသမီးတွေကြီးပဲလက္ခဏာညီတော်လက္ခဏာ9လဥပုသ်ဆောက်ထားတဲ့အတွက်အမျိုးသမီးမမြင်ဘူးသူကကြည့်လိုက်တော့မြင်တော့ထားတယ်အိန္ဒြဇီတကိုညားနဲ့ခွန်းတော့ပြုတ်ကြပြီးတည်အဲ့ဒီမှာသိန်းကိုပြီးသိန်းနိုင်တာအဲ့တော့ကျွန်တော်ဒီနေ့ခက်မှာအရေးကြီးတာ management အရာအပလူဟာအရင်ရေးကြည့်တယ်တစ်ချက်ကိုယ်စီမှာထူးချွန်တဲ့သူတွေကိုတွေ့လာရင်ထူးချွန်တဲ့အောင်မြင်တဲ့သူဆိုတာကိုယ်တင်းထဲမှာငြိမ်တော့မနေဘူးကိုပြောတဲ့အတိုင်းနဲ့အကုန်လိုက်မလုပ်ဘူးအထွန်းလည်းတိတ်တက်တယ်လူကြီးတွေကဒါကိုဘာလို့မြင်လဲဆိုခြေရာတိုင်းတယ်ကျွန်တော်တွေ့တဲ့မိတ်ဆွေကုမ္ပဏီတော်များအလုပ်ထုတ်ပလိုက်အဲ့ဒါဘယ်ရောက်သွားလဲမလဲပြိုင်ဘက်ကုမ္ပဏီရောက်တယ်ဟိုကများပြန်ပြစ်တယ်ကားကနေပဲကျွန်တော်တို့အဲ့ဒါဆိုရင်ကျွန်တော် management ရှက်ဖို့ကောင်းmanagement ဒီ emotion ကိုတိတ်သွားလို့မရဘူးတေချာတော့ management ဒီ power game business ဒီ power game ဖြစ်တဲ့ကို team ထဲမှာ power ရှိတဲ့သူတို့ရှိတာအနည်းဆုံးတော့ရန်သူကအများပြစ်လာရင်သူခံပေးလိမ့်မယ်အဲကျွန်တော်တစ်ချက်ကတော့ကိုစီကထူးချွန်တဲ့သူတွေကတခြားသူတွေစီကိုအပလူတွေအဖြစ်ရောက်မသွားဘူးလို့သလိုကိုကလည်းတခြားပြိုင်ဘက်တွေရဲ့အပလူတွေကိုအသုံးချတတ်ဖို့လို့ business ဒီ competition ဖြစ်တယ်competition is not enemy လေပြိုင်တာဟာရန်သူမဟုတ်ဘူးเนาะဒါကိုကျွန်တော်သိပြိုင်မဲ့ဆိုတာတော့ရှိမှာပဲတင်တယောက်တည်းရှိတယ်ဆိုတာမရှိဘူးဒါကြောင့်ကျွန်တော်တို့ strategy ကိုစဉ်းစားမယ်ဆိုရင်ဒီအပလူ strategy လေးကိုလည်းကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်ဒီနေ့ကတော့ကျွန်တော်အချိန်ကြောင့်ပါကျွန်တော်ဆွေးနေတာတွေကအတိုင်းအတာတစ်ခုထိအကျိုးရှိမယ်လို့ယူဆပါတယ်နောက်ဆုံးတစ်ချက်ကတော့ကျွန်တော်တို့အနေနဲ့တစ်ခုခုကိုစဉ်းစားတော့မယ်လို့ပြောတိုင်းမှာတချို့ကပြောတယ်ဒီအလုပ်ကအရင်ကြီးဒီလောက်လိုတယ်ကျွန်တော်တို့မှအဲ့လောက်ရင်းနှီးမရှိဘူးလုပ်လို့ရလားမဟာဗျူဟာရှိရင်လုပ်လို့ရအခါတော့ဘန်ဒပန်ရှိတယ်အဲ့ဘန်ဒပန်တရုတ်မာကြီးတယောက်ကပတ်စံလာအပ်တယ်ဒေါ်လာ3သိန်းဆိုတော့ဘန်တရီကတရုတ်မာကြီးကိုကြည့်စုပ်တိစုပ်ပြက်ဟင်တရုတ်မာကြီးနေပုံကြီးရတာစုပ်တိစုပ်ပြက်နင်းဒီဒေါ်လာ3သိန်းဘယ်ရတာလဲအဲ့ဒါငါမင်းညာကာစီနိုလောင်းမိရတာနေပုံကြီးရတာစုပ်တိစုပ်ပြက်နဲ့နေကာစီလောင်းကစားလုပ်တတ်တာငါမယုံဘူးတရုတ်မာကြီးကဒေါသထွက်အဲ့ဘန်တရီနေအပေါ်တွေမပြောနဲ့ငါလောင်းကစားလုပ်တတ်တာနေမယုံဘူးဆိုရင်နေနဲ့ငါနဲ့လောင်းမလားနေစိတ်ဝင်စားသွားတယ်ဘန်တရီအေးဘာကြီးလောင်းပါလဲအေးဘန်တရီတေချာနားထောင်နေရဲ့တင်မာဆိုတာယင်ကြီးအောင်ပြောတာပေါ့ဗျာခင်းခင်းမင်းဆိုဖင်ပေါ့မင်းရဲ့ဖင်မှာတက်တူးတစ်ခုရှိအောင်ရှိရအဲ့လိုပြောတော့ဘန်တရီကသူ့ဖင်သူပြန်ဆန်းပြောမှနေဘာတွေလာပြောနေတာအဲ့ဖင်မှာဘာတက်တူးမှမရှိဘန်တရီနေအပေါ်တွေမပြောနဲ့နင်ကသူရှိမရှိနောက်တစ်နေ့မနေ့ရောက်ရင်ငါနစ်စီကိုပြန်လာမယ်အတိတ်တက်တွေတယောက်နဲ့အတူအဲ့ဒီအချိန်မှာနစ်ဖင်မှာတက်တူးရှိအောင်ရှိရဒေါ်လာ1000ကြီးလောက်မလားဟာဒေါ်လာ1000ဆိုတာသိန်း100ကျော်ဘန်တရီစိတ်ဝင်စားတယ်ဘာဖြစ်လို့ဆိုလူဆိုတာကိုယ့်ဖေအကြောင်းကိုငါဖေမှာတတိုးမရှိတာငါအသိဆုံးပဲဒါပေမဲ့ condition ဆိုတာပါတယ် business မှာတယောက်မှကြီးအခုပြောတာမဟုတ်သိလားမသိဘူးမနဲ့ပြန်မနဲ့ဖြစ်တဲ့အတွက်ဒီဖေမှာတတိုးမရှိတဲ့ကိစ္စကနောက်တစ်ရက်ကြံနေတညပေါ့ဆိုတော့ဒီတညတော့ကိုယ့်ဖင်ကိုထိမ့်သိမ်းရလိမ့်မယ်အဲ့တော့ဒီတညသူ့ဖင်လန်မေးတတိုးလာတော့ဘယ်လိုလုပ်မလို့ဖေတော့တညထိမ့်သိမ်းနိုင်တယ်ဒေါ်လာ1000ရမှာလောင်းတယ်မန္တလေးကတညလုံးမအိပ်ဘူးတောက်လျှောက်အတရက်ဈဉ္ဉံလျှောက်ဘာဖြစ်လို့ဆိုသူအိတ်လိုက်ရင်ဖေကိုတတူးထုတ်ကန်ထိမှာဆိုလို့မလဲမိုးလဲတဲ့ရောက်အောင်ပြီငါဖေဘယ်သူမှမလာနိုင်ဘူးတရုတ်မရရောက်လာသူလူတယောက်နဲ့ကဲဘန်တထိတ်ဒါငါအတိတ်သက်တွေပဲနင်ဖင်လန်ပြတော့တတိယဖင်လန်ပြသူ့ဖင်မှာဘာတတူးမှမရှိဘူးတရုတ်မရအေးဆေးပဲလုံးဝတိတိငြိမ်ငြိမ်ပဲညနာမပြောက်ဇပွဲကုံပေါ်ကိုဒေါ်လာ1000အုပ်ကိုပုတ်ခနဲ့ပြကြရော့ဒေါ်လာ1000ငါရှုံးပြီအဲ့ဒီချိန်မှာသူနဲ့တက်တယ်ဆိုပြီးပါလာတဲ့သူကဘဲဆိုပြီးထကိုပါလေနေစိတ်ကဟဲ့တရုတ်မကြီးနင်ပါလေသူကဘာဖြစ်လဲစိတ်မမှန်ဘူးလားတရုတ်မရရီပြောတယ်ဘန်တတိသူကငိုမှာပေါ့တယ်သူနဲ့ငါနဲ့ကဒီကနေ့ဘန်တထေးဖင်လန်ပြမပြဒေါ်လာ3သိန်းကြီးလောင်းထားတာငါလောင်းမစားလို့တက်တာနေယုံမီမို့လားအဲ့တော့ကျွန်တော်တို့ကဒီလို it's a business နော်အဲ့ဒါစီးပွားရေးနော်စီးပွားရေးကလိန်တာမဟုတ်ဘူးဘယ်တယောက်မှကြီးကသူနဲ့ဒီဘန်တထေးတဲ့ကြား agreement မှာနောက်တစ်ယောက်လည်းပြန်မလောင်းအောင်ဆိုတာမပါဘူးလေသိလားမသိ။ तू က1000ရှုံးလို့ထွက်ပြေးတာမဟုတ်ဘူး420မဟုတ်ဘူး။ဒါပေမဲ့ဒီ business transition နှစ်ခုကနေ तू ဒေါ်လာ9000စားသွားတာ
business ဆိုတာညံနေ strategy တွေပြိုင်နေတာလိန်တာမဟုတ်ဘူးเนาะလိန်တာမဟုတ်ဘူးကျွန်တော်ဆိုတော့ခုနကပြောသလိုတခုပဲရှိတယ် ethics တော့စောင့်မှုလို့တယ်ပြိုင်တဲ့အခါ ethics နဲ့ညီဘူးလို့တယ် ethics နဲ့အညီဆုံးပြိုင်တာတော့ပြိုင်မဲ့အကြောင်းလုံးဝမပြောတာပဲအဲ့ဒါ ethics နဲ့အညီဆုံးပဲပြောမိအမားတွေပါအောင်မယ်ကျွန်တော်ဘယ်တော့မှပြိုင်မဲ့အကြောင်းမပြောဘူးသူများအကြောင်းမပြောဘူးကိုအကြောင်းကိုပြောတာ ethics နဲ့ညီတဲ့ရှင်ပြိုင်မှုတခုတော့ရှိတယ်ကိုအကြောင်းကိုပြောတဲ့အခါမှာလည်းပဲအလွန်အကျူးပေါ့သူများကိုထိခိုက်အောင်ပြောလို့တော့မရဥပမာဆိုပါစို့ကျွန်တော်ပစ္စည်းက quality ကောင်းတယ်ဒါလက်ခံတယ်ကျွန်တော်ပစ္စည်းက quality အကောင်းဆုံးဆိုတာကကိုယ့်ဘာသာကိုပြောလို့မရဘူး third party ကပြောရင်တော့ရတယ်သိလားမသိဘူး quality assessment လုပ်တဲ့အဖွဲ့တွေကပြောလို့ရတယ်လင်းတိုင်းညုံကမြန်မာပြည်မှာအအောင်မြင်ဆုံးစာရေးဆရာပြောလို့မရဘူးပြောရင်ကျွန်တော်ဝိုင်းဆဲမှာပေါ့ဒါပေမဲ့ကျွန်တော်ရေးတဲ့စာအုပ်တွေကကောင်းတယ်လို့တော့ပြောခွင့်ရှိတယ်ကျွန်တော်မကောင်းတာတွေရေးတာမဟုတ်ဘူးသဘောပေါက်မှထင်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကကိုယ့်ဘာသာကိုပြောရမယ်လည်းပဲတချို့နေရာတွေမှာ ethic နဲ့စောင့်ထိန်ပြီးပြောဖို့တော့လိုတာတွေအများကြီးရှိပါတယ်ဒါကြောင့်ကျွန်တော်တို့မြန်မာနည်းမြန်မာဟန်ရအောင်မြင်မှုကိုတိဆောက်တာအနောက်တိုင်းနဲ့မတူပါဘူးအနောက်တိုင်းနဲ့ကမ္ဘာပုံစံဟာအောင်မြင်မှုကိုရယူတယ်လို့သတ်ပေမဲ့မြန်မာနည်းမြန်မာဟန်အောင်မြင်မှုကတော့သိရဲ့တန်ဖိုးတက်လာမှုကတခြားသူတွေကိုတန်ဖိုးပေါင်းထည့်ပေးနိုင်လေတင်တန်ဖိုးတက်လာလေဖြစ်တဲ့အတွက်လူချင်းမင်းတို့ဒီနေ့လောက်တာဒီလူချင်းမင်းတို့ဟာကိုယ့်အချင်းချင်းလဲတန်ဖိုးပေါင်းထည့်တယ်လူတွေကိုလည်းတန်ဖိုးပေါင်းထည့်ရင်းနဲ့value creation society ကိုကျွန်တော်တို့ဖန်တီးနေတာဖြစ်တယ်။ democracy နိုင်ငံတော်အသစ်မှာဒီလိုမျိုးကျွန်တော်တို့ကအသိဉာဏ်ဆိုင်ရာဆွေးနွေးတဲ့ activity တစ်ခုကျွန်တော်တို့နိုင်ငံရန်ကုန်မှာအခုလိုလုပ်တယ်ကျွန်တော်တို့လည်းပါဝင်ခွင့်ရတဲ့အတွက်ဂုဏ်ယူတယ်။နောက်မျိုးဆက်တွေကိုပိုကောင်းတဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကိုလက်ဆင့်ကမ်းပေးနိုင်မှုအတွက်ကျွန်တော်တို့အားလုံးအတူတူစ조사ရင်းနဲ့အောင်မြင်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုတည်ဆောက်ကြမှာဖြစ်ပါတယ်။ဒါကြောင့်အခုလိုကျွန်တော်ဒီနေ့ဟောပြောခွင့်ရတာအလွန်ပဲပျော်ရွှင်တဲ့ဂုဏ်ယူတယ်လူချင်းတို့နဲ့တွေ့ရတဲ့အချိန်ကလည်းကျွန်တော်တို့အလွန်တန်ဖိုးရှိပါတယ်။လူချင်းတို့လည်းပဲဒီအချိန်တော်အတွင်းမှာဒီလိုလာမထိုင်မရလဲ idea တွေကျွန်တော်တို့အခုလိုဆွေးနွေးလိုက်တဲ့အခါမှာ new ideas idea generations ရမယ်ဆိုရင် idea into result ရအောင်ရလက်တွေရအောင်လုပ်နိုင်မယ်လို့ယုံကြည်ပါတယ်ကျွန်တော်တို့ပြန်တွေ့ကြပါမယ်။နောက်ပြန်တွေ့မယ်ဆိုရင်နောက်အနည်း20နေမှာပြန်တွေ့မယ်ဆိုစင်ကာပူကိုကြော်တဲ့မြန်မာတွေအဖြစ်ည10နာရီမှာပြန်တွေ့မယ်ဆိုရင်မလေးရှားကိုနိုင်တဲ့မြန်မာတွေအဖြစ်နောက်နေ့တွေမှာပြန်တွေ့မယ်ဆိုရင်ပို့ပြီးတော့အောင်မြင်တဲ့ဖွံ့ဖြိုးတိုးတက်တဲ့မတူတာတွေအတူနေတဲ့တယောက်နဲ့တယောက်စနစ်တကျနဲ့မြစ်တာကိုအခြေခံပြီးဝေဖန်နိုင်တဲ့ကျွန်တော်တယောက်ကိုတယောက်ပြုပြင်ပေးနိုင်တဲ့ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်မှာအောင်မြင်တဲ့နိုင်ငံအောင်မြင်တဲ့လူမျိုးတွေအဖြစ်မင်္ဂလာရှိစွာပြန်လည်ဆုံစည်းကြပါစို့လို့ပြောကြားရင်းနဲ့ညီကုန်းချုပ်ပါတယ်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ